ဒီမှာမရတော့အရန်မွေးရခန့်နေပြီစစ်စစ်တာပါယူခဲ့ပြီနော်ဆရာမရှစ်ပေါ်ကြောင်မင်းမကိုကူမင်းမဆိုတော့အစင်မပြေဘူးလေဆရာမရဲ့အဲ့ဒါသူကူမွေးမရမှာဒီမှာကန့်လိုက်ကြီးဖြစ်နေတယ်သူကူပေးမရမှာဘယ်လိုပါသွားပါ你没嘛没我一姐，多少没啥好来噻。ဟုတ်ကဲ့ပါကြည့်တော့ဟုတ်阿达，拿嘛子，阿达，哎，要得，我先把那过来要你别啦。ဆရာမခေါ်ခိုင်းကိုပိန်နေဆရာမဘာဖြစ်လို့လဲဒီမှာလေးမွေးရခန့်နေတယ်ကန့်လိုက်ကြီးဖြစ်နေလို့ကိုပေးပါဦးနော်ဒီကိုမေးပေးပါဦးဟုတ်ကဲ့ဆရာမဟုတ်ချစ်ပါငါ့ကိုဒီပါဦးပြေးပါငါကိုယူရမယ်နော်ကျိုးစားပါတော့မကြကျိုးစားပါဟုတ်တော့ပဲဆရာမခလေးကောင်ကဒီဘက်ရောက်နေတာဟုတ်တယ်အားကြောင့်မို့လေခေါ်လိုက်တာမျိုးဟုတ်ဆရာမအဲ့လိုကျွန်တော်ခလေးကိုမွေးလမ်းကြောင်းတက်ပေးမယ်လေနော်ဆရာမအောက်ကနေမွေးပေးဟုတ်ကဲ့ပါကျွန်တော်ဝင်မရမှာညာ妈，又家里面嘛，又家里来。ချစ်ပေါ်တော့ဝင်သေးရပဲကျွန်တော်တို့ဝင်မှာပေါ့ဗျာချစ်ပေါ်ကြမ်းလိုက်ကဲမကြရေးကျိုးစားပါအားရပါတော့ညစ်ထားပြီနော်မကြညစ်ထားနော်ညစ်တာမကြညစ်မကြညစ်အာညစ်တာမကြညစ်တာအားဆိုင်တာအားပြီးတော့ညစ်တာကုန်ရနာတယ်။အိုးကြီးတော့အဲ့ဒါမကြကြိုင်ဖို့ကြီးတော့ကြိုင်ဖို့မဟုတ်ဘူး။哦，因为还有要玩了嘛，干嘛家？好干嘛？မကြတော့အဆပြီးကြတာ။တော့အဆပြီးကြညက်တာ။မကြညက်တာညက်မကြရင်စစ်ထားပါတော့။ဟုတ်ပြီညက်တာအဆပြီးညက်တာ။ဟုတ်ပြီ။ဒီဘောပြီလား။ဒီဘောပါပြီဆိုခလေးလိုက်တော့မှာပေါ့။အဲ့မွေးတော့ညက်တာ။ညက်တာ။ကလေးလေးပွေးပွေးတိုက်တယ်နေမိမဘွယ်ပြီဟာဝင်းရတာမိမလာပြီယောက်ျားရေဒီနေ့တော့မလွယ်ဘူးမိမရေတော်တော်ပင်ပန်းတာဟောဒီကမိမလေးရဲ့မျက်နှာကိုမြင်တော့မှပဲကိုရင်ထဲမှာမောကိုပြေသွားတော့တာပဲဒီပါဦးငါမိမလေးဆိုတော့ဘာလဲမိမကြီးရှိလို့လားဟုတ်လားဟာမရှိပါဘူးဘယ်ကမိမကြီးရှိရမှာတော့မိမရေနော်ရှိလို့ကတော့အကိုကိုတက်ပြစ်မှာသိလားကျုပ်ကတဝင်းတူတတ်တယ်ဆိုတော့သိရမလားမုံတာဝေစားမယ်ယောက်ျားတော့ဝေမယူနိုင်ပါဘူးလူကြီးရေပေးစားလို့ယူခဲ့ရတယ်ဆိုပေမဲ့ကျုပ်ကလေအကိုတကယ်ချစ်တာတော့အကိုကကျုပ်ကိုတကယ်ချစ်ရလားမိမလေမေးပြန်ပြီဒီမှာကိုကလေဟောဒီကမိမတယောက်တည်းကိုပဲအသေးရောအသက်ရောအားလုံးပုံပေးပြီးချစ်တာပါမိမရေနော်ဘယ်လောက်ချစ်လဲဆိုတာတက်သိပြမယ်လေနော်အကိုဒါဘာဖြစ်တာလဲအကိုပုံစံကြည့်ရလဲမတက်မတာနဲ့ဘာလဲဟိုရန်ဖြစ်လာတာလားဟာလားမိမလေကိုဘယ်တော့ရန်ဖြစ်ဘူးလို့တော့ဟိုဒါလေဟိုမကြချစ်လိုက်တာဟိုချစ်တယ်ဆိုဟိုလိုချစ်တာမဟုတ်ဘူးနော်ဟိုမကြကုတ်လိုက်တာအဲ့ဒါကိုပြောတာမကြဟိုမကြဆိုတာဟိုကိုပိန်သေးရဲ့မိန်းမဟိုဘိုက်ကြီးတဲ့မကြကိုပြောတာမလားဟို तू ကအကိုဘာလို့ကောက်လိုက်တာလဲမကြဒီနေ့ခလေးမွေးတာလေမိမရဲ့ဆီယမနော်ဖောလာကိုလည်းမွေးပေးတာအဲ့ဒါခလေးကမွေးရဖွာရခတ်နေလို့ကိုယ်တိုင်ဝင်ပြီးတော့မွေးပေးလိုက်ရတာဟ
အကိုကကလေးဝင်ဝေးပေးတယ်ဟုတ်လား ဟုတ်တယ်လေမိမရဲ့မက်ကြာအပြိုဘိုက်ကလည်းဖြစ်ဟိုခလေးမွေးဘူးတဲ့အတွေ့အကြုံကလည်းမရှိတော့တော်တော်မွေးရပွားရခတ်နေတာပြီးတော့ခလေးကလည်းခေါင်းပါတယ်ဟိုဒီကန့်လန့်တိုက်နေတာထွက်เสียရှိတော့မထွက်ဘူးအဝမှာလေအဲပြူတိဖြစ်နေရတယ်မနှဲကိုလှန်ကားပြီးအတင်းကိုဆွဲထုတ်ခဲ့ရတာဟိုဒါပေမဲ့ခလေးမွေးတွေကလေဟိုပထမဆုံးအတွေ့အကြုံမို့လို့လားတော့မသိဘူးစိတ်ဝင်စားဖို့တော့ကောင်းတယ်မိမရဲ့ ကိုချက်ဖွယ်ရှင်တော်ကလေးမွေးရတာအရသာတွေ့နေရပါဟုတ်လား အဲ့လိုမဟုတ်ဘူးလေမိမရဲ့ဟိုဒါအလုပ်သဘောပဲလေဟိုဇကပုံတော်ရှိရလေမိမရဲ့မမြင်ဝန်ဆေးစရာတဲ့ အော်ရှင်ကမမြင်ဝင်နိုင်မြင်လာရတယ်ဆိုတော့တော်သဘောကျနေရပါဟုတ်လား ဟမ် ကျမလေရှင်အဲ့လိုမထင်ထားဘူးသိလားရှင်လေတော်အချက်မကောင်းတဲ့သူပဲ မဟုတ်ဘူးလေမိမအဲ့လိုမဟုတ်ပါဘူးမိမထင်တယ်လို့မဟုတ်ပါဘူးအဲ့လိုမဟုတ်ပါဘူး တော်ပြီရှင်ကျမကိုဘာမှလာရှင်းပြမနေနဲ့ကျမရှင်ကိုပြောထားပြီးသားယောက်ျားကိုဝေးမယူနိုင်ပါဘူးလို့အခုကိစ္စကလေကျမတော်ရင်နာတယ်သိလားကျမလေရှင်နဲ့တော့မနေနိုင်တော့ဘူး မလို့ပါနဲ့မိမရဲ့အဲ့လိုမလို့ပါနဲ့မိမရဲ့နော် တော်မဖဲရှင်ဟိုကိုင်းဒီကိုင်းလက်ကြီးနေကျမတောင်းမထင်နဲ့ရုံးနဲ့ဖဲ ဟာမိမရဲ့မလေးအဲ့လောက်ကြီးလည်းမကန်လိုက်ရပါဘူးမိမလာအောင်မယ်โอ้ ဟိုက်ကိုတေချာဂယူဆိုင်ကြနော်ဒီလားအိတ်တဲ့ခါမှာလဲစောင်းအိတ်နော်ပြပြလေးပလဲလန်မျိုးအဲ့လိုမျိုးအိတ်ချင်းတလို့မအိတ်ရအောင်နော်ကြားလား ဆမ ရှင် ဆမတော့စားပါလာတယ်ဆေးကကိုစားရောက်လာတယ်ကျွန်တော်ယူလာပေးတာ ဟုတ်ကဲ့ကျေးဇူးပါရှင် ဟုတ်ကဲ့ပါခင်ဗျဟုတ် ဟဲမေနေမကောင်းလို့စေးရုံတင်ထားရတယ်တဲ့ဒုက္ခပါပဲ ဟိုဆီယမမေနေမကောင်းဆိုတော့ဆီယမပြန်ရမှာပေါ့နော် ဟုတ်တယ်ကျမခွင့်ယူပြီးပြန်ရမယ် ဒုက္ခပါပဲဆီယမရဲ့ကျမရဲ့မိဘမြန်ကြီးကလည်းပေါက်လို့ဆဲဆဲဖြစ်နေဘယ်လိုလုပ်ရမလဲ ဟုတ်တယ်ဆီယမပြောတော့ရွှေကြီးကလည်းမွေးတော့မှာဆို ကျမဘက်ကလည်းမွေးတော့မှလေးဆီယမရဲ့ စိတ်မပူပါနဲ့မေနေကောင်းတာနဲ့ကျမချက်ချင်းပြန်လာမှာပါတိတ်လည်းမကြတော့ပါဘူး ဆီယမပြန်မလာခင်ဟိုကျမတို့ခလေးမွေးခြင်းဘယ်လိုလုပ်ရမှာလဲ ချစ်ဖွယ်ရှိတာပဲသူမွေးပေးမှာပေါ့ ချစ်ပွဲချစ်ပွဲယောက်ျားလေးဆိုတော့လေဟိုသူမွေးပြီးရှက်စရာကြီးဆီယမ အဲ့လိုဒါကျမ်းမာကြီးပဲချက်စရာမှမဟုတ်တာချစ်ဖွယ်လည်းအရန်တော်တဲ့ကျမ်းမာကြီးမှုတစ်ယောက်ပါကျမမရှိခင်ချိန်မှာတော့ချစ်ဖွယ်ကယောက်ျားလက်သေးပေါ့ ဟာဟဲ့ရခေါင်းတွေကြီးထိုးဖွားနေတယ်ဘောက်တွေတန်းတွေကြလာအောင်မယ်အခုဖြစ်နေတဲ့ကိစ္စတိတ်ချစဉ်းစားအောင် စဉ်းစားနေရပဲကွာစဉ်းစားလို့မရတာကွာငါမင်းမမွေးကန်နေမှာကွာဆရာမတော့ဘုန်းတော်မြတ်နေမကောင်းပြရတယ်လို့ အေးကွာတိုက်ဆိုင်ငါတို့မိမတွေမွေးပြီးတော့မှနေမကောင်းဖြစ်ပါတော့လား ဟေ့နေမကောင်းဖြစ်တာအောင့်ထားလို့ရမလားကွာမင်းရောက်လဲဟိုနေအဲ့ဒါတော့ကွာမင်းအပြစ်ပြောလို့မရဘူးကွာ ဟာဖျောင်းငါတို့မိန်းမတွေကိုမမွေးသေးပဲနဲ့အောက်ခိုင်းလာပြီးတော့ဆရာမတော့ဘုန်းတော်လာကိုမွေးခိုင်းရောဟမ် ရမယ်ဟဲ့ဘိုက်ကြီးရဆိုတာအခုမွေးခြင်းမွေးမယ်အခုမမွေးခြင်းအောင်းထားမယ်ဖြစ်မလားကွာမင်းကလေသူ့ချိန်နဲ့သူမွေးရဘွားတယ်ဟောဟိုမှာရွာလေကမငွေဘလူး မငွေကြည့်လား မငွေကြီးအေးမငွေကြီးရွာလေမငွေကြီးသူတို့အိမ်သားတက်ချင်လို့အိမ်သွားတက်တာလေအီးလင်းကျန်ခလေးပါမသားဘလို့မပြော အဲ့လိုမှသိကွာငါမင်းပေါ့ကပိုင်မကြည့်ခိုင်းပါဘူးကွာ အဲ့ဒါမင်းစိတ်ထိန်ပေါ့ကွာမင်းကလည်းငါတို့ရွာမှာလေဆီယာမလည်းပြန်သွားပြီအရက်လက်တဲ့ကြီးတော်မကြီးကလည်းမရှိတော့ဘူးဆိုတော့ငါတို့မိန်းမတွေတော့ကုကေရမဲ့ပါပြီကွာ ဟုတ်ပါကွာ ဟာငါတကယ်ချင်းနေဟမ်လူစုံတက်ဆုံပါလားခေါင်းချင်းနေဆိုင်ပြီးတော့ဘာတွေပြောနေကြတာတော့ပြောသမော နောက်ရှက်ပဲကွာ လို့ကွာဆရာမနော်ဘောလာလည်းသူ့မိနေမကောင်းလို့လေမျိုးပြန်သွားတယ်အဲ့ချိန်မှာပဲငါတို့မိမတွေမှာနေစည်းလာစီဖြစ်တယ်မွေးလို့ဖော်ဖို့ဒုက္ခရောက်အဲ့ဘလုံးမွေးရမှလည်းမသိဘူးစိတ်ညစ်ထိုင်ပြောနေကြတာ ဩဒါများကွာရှည်ဝေးများစဉ်းစားနေသေးတယ်ငါမွေးပေးမှာပေါ့ ဟာမင်းမွေးမယ် အေးလေငါဒီရွာရဲ့ကျမ်းမာရေးမှုလေကွာနော်အဲ့တော့ဒီရွာမှာရှိတဲ့လူတွေအားလုံးရဲ့ကျမ်းမာရေးကိစ္စမှန်သမျှငါနဲ့သက်ဆိုင်နေကွာအဲ့တော့မင်းတို့မိန်းမတွေရဲ့ကိစ္စလည်းငါကိစ္စပဲပေါ့ဟုတ်တယ်မလားအဲ့တော့မင်းတို့မိန်းမငါမိန်းမပဲနေပါဦးဘယ်လိုပြောအဲ့လိုဒေါသတွေထွက်နေရလဲငါဥမာပြောတာပါငါမင်းတို့ရဲ့တငယ်ချင်းလေကွာအဲ့တော့မင်းတို့ရဲ့အပူကလည်းငါအပူပဲပေါ့မဟုတ်ဘူးလား ဟေ့မင်းကကလေးမွေးပဲပြောအောင်မင်းကတောက်ဖို့ဆရာမမဟုတ်လား ဩတာဘောဆရာမတော့လည်းမဟုတ်ဘူးကွာဒါပေမဲ့တာဘောပညာရက်တွေကိုငါလေ့လာဘူးလေကွာဟဲ့
မင်းတို့တွေရှေ့ရှေ့ဝေးဘာမှကြည့်မနေနဲ့နော်မတ်ကြကိစ္စတော့ကဆရာမနော်ဖောလာကိုလည်းမွေးပေးတာလေရမှမရတာမင်းငါဝင်ပြီးတော့ကူမွေးပြီးတော့မှခလေးကပြုတ်ဆိုထွက်လာတာဗျာ ဟေ့ရအပိုးတွေပြောမနေနဲ့မင်းဘေးကကူတာပဲရှိတယ်တကယ်တမ်းမွေးသွားတာဆီယာမနော်ဖောလာမွေးသွားတာဟေ့ရ တန်ကြောင်မင်းဘာမှမသိရနဲ့ရှောက်ပြောမနေနဲ့နော်မတ်ကြကိုလည်းသွားပြီးမေးကြည့်လိုက်အောင်ဆရာမနော်ဖောလာမွေးပေးတာလားငါမွေးပေးတာလားဆိုသွားမေးကြည့်လိုက်မင်းဒီမှာရောက်ပညာရဲ့တစ်ခုဆိုတာအမြဲတမ်းလေ့လာနေရမယ်သင်ယူနေရမယ်အုံနောက်ကိုအမြဲတမ်းသုံးနေရမယ်နော်အေးမင်းတို့နားလည်အောင်ငါပြောမယ်ဆိုရင်ငါတို့ငငယ်တော့ကွာငါတို့တွေကနန်းနိုင်ပြန်ရတယ်အေးအဲ့ဒီအချိန်မှာဘသူကနန်းအများဆုံးရလဲပြော ဟောအဲ့ဒါတော့မင်းပေါ့ကွာမင်းကလည်း ဒါပဲလေဟေ့အဲ့ဒါလည်းဘာမှမဆိုင်ဟိုကကနန်းနိုင်တာအခုကခလေးမွေးမှလေကွာ သဘောတရားညာအတူတူပဲနော်ငါမက်ကြကိုမွေးပေးတဲ့အချိန်တုန်းကလည်းငါမက်ကြရဲ့မျက်နှာကိုကြည့်ပြီးတော့မွေးပေးခဲ့တာမဟုတ်ဘူးအေးမင်းတို့မိန်းမတွေခလေးမွေးတဲ့အချိန်ကြလို့ရှိရင်လေငါမင်းတို့မိန်းမတွေရဲ့မျက်နှာကိုကြည့်ပြီးငါမွေးမှာမဟုတ်ဘူး ဟိုဆိုပါမင်းကငါတို့မိန်းမမျက်နှာကိုကြည့်ဘာကိုကြည့်ပါလဲ ဟောကြည့်ပါလေ ဒီကောင်နေဟမ်မင်းတို့ကတရားသဘောကိုနားမလည်ဘူးပဲဟဲ့အောင်ဖြစ်စဉ်ကိုကြည့်ပြီးငါမွေးမှာနော်ခလေးကဘလို့ချွေးနေရှိတယ်ခလေးကဘယ်ကနေထွက်မလဲနော်ငါအဲ့ခလေးထွက်လာမဲ့နေရာကိုပဲငါစူးစက်စက်ကြည့်ပြီးတော့ငါသိချာမွေးတာ အဲ့ဒါကနန်းကြီးမဟုတ်ဘူးလေကွာကနန်းကြီး သဘောတရားအတူတူပဲလို့သဘောတရားအတူတူပဲနော်မင်းတို့ကောင်တွေတရားတွေပဲမနာဘူးကြဘူးလားတရားသဘောကိုမင်းတို့တွေမသိကြဘူးလားဟမ်ဒီမှာရောက်လောကကြီးမှာငါသူတစ်ပါးယောက်ျားမိန်းမဆိုတာမရှိဘူးလောကကြီးမှာရုပ်ရည်နာမ်ရည်နှစ်မျိုးပဲရှိရနော်အေးအဲ့ကြောင့်ငါစေးကူးလို့ရှိရင်လည်းငါရုပ်နဲ့နာမ်နှစ်မျိုးကိုပဲကူတာဥမာပြောရရင်ကွာလက်ပေါ်မိန်းမငါမိန်းမရဲလို့ငါတတ်မှတ်တာမဟုတ်ဘူးနော်ငါရုပ်နဲ့နာမ်ကိုပဲကူတာမင်းတို့မိန်းမရဲ့ငါမိန်းမရဲ့ငါခွဲကြတာမဟုတ်ဘူးကဲတော်ပြီကွာဟဲ့မောတယ်နော်မင်းတို့ကောင်တို့ရှင်းပြနေနားလေပဲကောင်တွေမဟုတ်ဘူးနော်ငါအခုအဘကျော်ကိုတွားပြီးတော့စေးကူမှာအေးဒါပေမဲ့အဲ့ဒီအဘကျော်ကိုလည်းငါအဘကျော်လို့မြင်တာမဟုတ်ဘူးရုပ်နဲ့နာမ်လို့ပဲငါမြင်တာနော်အဲ့တော့မင်းတို့ကောင်တွေမင်းတို့ရဲ့မိန်းမကိုငါနဲ့မွေးခြင်းလဲမွေးမမွေးခြင်းလဲနေအေးစကားမစတခုတော့ပြောလိုက်မယ်နော်ဒီတရွာလုံးမှာလက်သေးဆိုလို့ငါတယောက်ပဲရှိတာနော်ကောင်းသုံးဖြစ်စဉ်ကိုစဉ်းစားနော်ဖြစ်စဉ်ကဖြစ်စဉ် ချစ်ဖွယ်ပြောတော့တယ်ဟုတ်တော့ဟုတ်တယ်လို့ပဲကွာ ဘာဟုတ်တာလဲလို့ဟမ် ငါတုံးဒီကောင်ပြောတာမင်းကြားလားဟမ်မင်းတို့မိန်းမတွေကိုမျက်နှာကိုမကြည့်ဘူးလားဖြစ်စဉ်ကိုကြည့်မှာဖြစ်စဉ်နဲ့ အေးဒီကောင်းတော့ဖြစ်စဉ်ငါတို့တွေကကျွတ်စင်ကြီးဖြစ်နေတာကွာကျွတ်စင်ကြီး ဒီမှာရောက်နေမင်းတို့မိန်းမတွေကိုဒီကောင်နဲ့မွေးခိုင်းခြင်းမွေးခိုင်းမမွေးခိုင်းခြင်းနေငါတော့ငါမိန်းမကိုဒီကောင်နဲ့လုံးဝမအပ်ဘူးလုံးဝမအပ်ဘူးဒါပဲ ကောင်းတယ် မလီချောလိုက်တာငါသားလေးမွေးလာရင်ဒီလိုမျိုးချောလေးမွေးလာ ရွှေကြီးနင်ဒါဘာလုပ်တာလဲဟမ် ပုံကတ်နေရလေဘာဖြစ်လို့လဲဒီမှာကြည့်ပါဘလောက်ချောလဲအဲ့ဒါခလစ်ဖေး ဘာ အော်ဖြစ်ချင်တာကိုပြောတာပါဟိုသားလေးကိုလေဟိုချောလေးဖြစ်စေချင်တော့မင်းသားပုံခဏခဏကြည့်နေတာရှင်းရုပ်ကြီးပဲနေတိုင်းကြည့်နေရှင်းတော့ဘလူးတစ်ပတ်ရုပ်လေးထွက်လာမှာပေါ့ ရွှေကြီးနင်ဘာစကားပြောလိုက်တာလဲနင်ငငယ်တုန်းကလည်းချစ်ဖွယ်ကိုတဖက်တက်ကြိုက်တယ်နင်အခုလည်းမင်းသားကိုကြိုက်နေပြန်ပြီလားဟမ် ဟောမင်းသားကိုကြိုက်တာဘာဖြစ်လို့လဲရှင်းရလေယောက်ျားကြမှာတိုးဝင်တိုးနေပြန်ပြီ ဟဲ့ရွှေကြီးနင်ကငါရဲ့မိန်းမဖြစ်နေနင်ဘယ်ယောက်ျားမှကြိုက်စရာအကြောင်းမရှိဘူး ဟောရင်ထဲကကြိုက်တာလေရင်ထဲကကြိုက်တာအပြစ်ပါဖောက်ပြန်နေမှာမဟုတ်တာဘာဖြစ်လို့လဲ ဟဲ့နင်စိတ်ကအခုဖောက်ပြန်နေတာလေဖောက်ပြန်နေတာနင်စိတ်ကဖောက်ပြန်နေတာ အမလဲတော့ဘာဖြစ်နေတာလဲဘာမဟုတ်တယ်လေဘာလို့ရေးကြီးခွန်ညာလုံနေရလဲကြောက်ကညံ့တာပါငငယ်တဲ့ကလေချစ်ဖွယ်ကိုရအောင်ယူအခုတော့လေဘေးကယောက်ျားကလေဖြစ်ကနေဆိုဒေါသကလည်းထွက်တဝင်ကလည်းတုံးနော်နဘုံနစားကလည်းအရန်လုံနေ အဘာဖြစ်လဲဟမ် အားကြောင့်လေအခုဆိုဆူတောင်းနေမွေးလာတဲ့ကလေးကိုသားလေးဖြစ်ပါစေပြီးရတဲ့လေပြေတီဦးလို့ချောလေးမွေးပါစေလို့ဟောပြေတီဦးနဲ့မတူလဲကိစ္စတော့မရှိပါဘူးချစ်ဖွယ်နဲ့တင်ချောတာ အော်ပို့ဆိုသွားပြီဒီစကားတော်တော်လွန်လာပြီနော်ကျွတ်ကြီးနင်မွေးလာတဲ့ကလေးလားလေချစ်ဖွယ်နဲ့တူတူကနင်ကတတ်မှာ အောင်မဲတက်လေတက်ကြည့်လိုက်ပါ တတ်မှာငါတတ်မှာနော်အေး ရှင်တက်လို့ကျမသေသွားတယ်ကျမကလေးကတော့ချစ်ဖွယ်နဲ့တူနေအောင်ပါပဲ ကျွတ်ကြီးကလှောက်လိုက်တော့မယ်နော်ကတက်ပါတော့မယ်နော်အေးနင်ဘတ်ကြီးလို့ငါမလုပ်တာနင်ဘတ်ကြီးလို့မလုပ်တာ လိုက်ကြပါလို့ကြောက်ကြမလား မ
ငါလုံးတော့မယ်ငါစိတ်ကသိတယ်နော်ရွှေကြီးနေတတိထားနေကျပွဲတွေ့မယ်အဲ့ကောင် လာခေါ်မဲ့လင်ကိုမျောနာပါအဲ့ဒါဆိုလဲဘာလို့မူနေသေးလဲဟိုနေ့ကလာခေါ်တော့လိုက်သွားလိုက်ပါလားအဲ့တော့ကွာမလေးရှင်းမလေးနဲ့မူနေပြီးတော့ခုမှလေဘင်းကိုကြိုးကြမတက်မျောနေရ အမေကလည်းအမေဘက်ကိုချင်းစာကြည့်လေအဖေနဲ့အမေရိုက်ဖြစ်တော့ကအမေအိမ်မောကဆင်းသွားတဲ့အချိန်အဖေလာပြန်ခေါ်တော့မှာရောအမေချက်ချင်းပြန်လိုက်သွားလို့လားလို့ ဘယ်လိုက်ပါမလဲနည်းနည်းပပတော့မူပေးရတာပေါ့ သမီးလည်းအဲ့လိုပဲပေါ့နည်းနည်းပါးပါးတော့မူရသေးရပေါ့ အေးမူဟိုကလာမခေါ်တော့မှခက်တွေ့နေမယ်နော်ခုတော့မျောကလေဘင်းကကြိုးကြ ကိုပြန်လာခေါ်မှာသမီးသိဟာတွေ့လားအခုလာခေါ် ကျွန်တော်လာအောင်မေကိုပြန်ခေါ်သွားမယ်နော်မင်း ခေါ်သွားတော့ နေစမ်းမအောင်လာခေါ်ရပြောရအောင်ဘယ်သူကပြန်လိုက်မယ်လို့ပြောလို့လဲ ဩမိမရဲ့ကိုတောင်းမှန်ပါတယ်နော်ကိုနဲ့ပြန်လိုက်ခဲ့မိမမရှိရင်ကိုတကယ်ကိုမနေတတ်လို့ပါ မနေတဲ့တခြားသူခေါ်နေပေါ့ မိမလည်းကိုကဘသူ့ခေါ်နေရမှာလဲကိုကလေဟောဒီမိမတယောက်တည်းဟိုပဲချစ်တာမိမရဲ့နေရာမှာလေဘသူ့မှအစာမထိုးနိုင်ဘူးဟုတ်ပြီလား ပို့တယ် မပူပါဘူးမိမရဲ့တကယ်ပြောတာပါမိမမရှိတဲ့ညတွေလေကိုအိတ်လို့မရဘူး ချဘိုးကိုက်လို့နေမှာပေါ့ ဟာဘေးရတာချဘိုးကိုက်ရမှာတော့မိမကိုလွမ်းလို့မိမကိုချစ်လို့နော်မိမနော်ဟိုနောက်ဆိုရင်လေမိမမကြိုက်တာကိုဘာတစ်ခုမှမလုပ်တော့ဘူးလေနော်မိမကိုအတက်နိုင်သူစိတ်ချမ်းသာအောင်ထားမယ်ဟုတ်ပြီလား တကယ်နော် တကယ်ပေါ့ နောက်တစ်ခါကျုံမကြိုက်တာတော့တကယ်မပေါင်းတော့ မလုပ်ပါဘူးဆိုနော် လောင်းမယ်ရှင်ဒီဘက်လာအမေကနေပြန်လာပြီလား ငါဘယ်ကပြန်လာပေါ့ အမလေးလှအောင်မဲ့ပြန်လာလို့ထင်ချစ်ဖွယ်မျက်နှာရပြုံးဖြီးနေရပဲ ရှင်းမလားမဖြစ်နေရလဲတချင်းနေစမ်းပါ အေးပါ ဒါနဲ့ချစ်ဖွယ်ဆမ်းမတော်ဖော်လာတဲ့တင်ရောဘာကြားသေးလဲ ဟေးယာဆရာမသတင်းလည်းဘာမှမကြားပါဘူး ဒုက္ခပါပဲဟဲ့ငါဖိုက်ကလည်း9လကျော်လာပြီဟာဆမ်းမတော်ဖော်လာပြန်မလာရဲ့ငါဘယ်သူနဲ့မွေးရမလဲမသိတော့ပါဘူးခဲ အိမ်ကကျွဲမကြီးကတော့သူ့မွေးတော့တာပဲ ဟဲ့လာအောင်မယ်အဲ့ဟာတလိမ့်ဆန်လေသူ့ကသူမွေးမှာပေါ့ငါလူဟဲ့ကိုယ့်ဘာသာကိုမွေးလို့မရဘူးပြီးတော့ငါအပြိုပိုက်ချစ်ပဲတကယ်လို့လေဆရာမတော်ဖော်လာပြန်မလားငါ့ကိုနင်မွေးပေးစမ်းပါဟဲ့နော် ဟိုအဲ့ဒါဟိုအဲ့လောက်မလွယ်ဘူးက ဟဲ့နင်ကငါယောက်ျားမွေးတော့တော်တော်ခံချင်နေရပေါ့လေဟုတ်လားဒီမှာငါတို့ပြောထားပြီးသားနောက်ဘယ်မိန်းမအောင်မှမမွေးပေးရပါဘူးလို့ပြီးတော့လေရွာရလူလည်းပြောလိုက်အောင်ငါယောက်ျားကလေကျမ်းမာရေးမှုတောက်ဖွားချင်မှာမဟုတ်ဘူးလာယောက်ျားသွားမယ် ဟဲ့မြမြကိုခေါ်ထားရမလားမလာသေးပါလားနောက်ကျလိုက်တာအေး ခေါ်ထားတယ်လေလာမယ်တော့ပြောတာပဲ ဟုတ်လား ဩသူ့ယောက်ျားငမှုရင်းနေလို့နေမှာပေါ့ ဟောဟိုမှာမြင်မြလာပြီ မြမြရဲ့နောက်ကျလိုက်တာဒီမှာလူကစုံနေပြီတော့ အေးဟဲ့အိမ်မှာငမှုကောင်ရင်းနေလို့ ထင်သားပဲကဲနေပူတယ်တဲတဲသွားအောင်လား အေးဟုတ်တယ် ဒီနေ့ကနှစ်ပြည်တော့ဗျာ မွေကောင်းရရှင်ပြတော့မွေ အမေပြေသွားပဲနော်ချစ်ဖွယ်ပြောရတော့လေဆရာမတော်ဖော်လာတဲ့တင်ကိုဘာမှမကြားဘူးတဲ့ ဟာဆရာမပြန်မလာဘူးဆိုရင်ကျုပ်တို့တွေဘယ်လိုလုပ်ကြမလဲ ဆရာမပြောတာချစ်ဖွယ်မွေးပေးမှာတဲ့ ဖြစ်ပါမလားသူတော့ပါဆရာမဟုတ်လားဟိုကျုပ်မွေးတော့ကတော့ဆရာမနော်ဖော်လာကိုချစ်ဖွယ်ဝိုင်းကူပေးတာအဆင်ပြေပါတယ်တော့ချစ်ဖွယ်ရတော့ပါတယ်အမလေးကျုပ်ဖြစ်လေဘိုင်းနာနာနဲ့လေသူ့ကိုကုတ်ဆွဲပြီးတော့ညှစ်တာကလေးမွေးတဲ့ကျုပ်ထက်တောင် तू ကပေါ်နာပါဆရာမပြန်မလာလို့လေချစ်ဖွယ်မွေးပေးမယ်လို့မထင်နေနဲ့ဩသူ့မိမလှအောင်မယ်သဘောတူမှာမဟုတ်ဘူးကန့်ကွက်အောင်မှာ ဟဲ့
ဘာကန့်ကွက်စရာရှိလို့လဲသူ့လို့သူ့လို့တဲ့ဟာကို အမကလည်းမကြမွေးတော့ဆိုရင်လောင်းမဲ့အိမ်ပေါ်ကဆင်းသွားတာသူတိတ်တဝင်းတိုးတတ်တာ ဟုတ်တယ် ဟဲ့ဘာသွင်းတိုးစရာရှိလဲအေးသူ့ယောက်ျားနဲ့ကျုပ်တို့နဲ့ဟိုဟာဒီကပြုတ်မှာမဟုတ်တာဘယ်တိုးစရာရှာလို့ အဲ့လေတိုးချင်းတို့ကျုပ်တို့လင်နေတိုးရမှာပေါ့တော့ဘာလို့လဲဆိုတော့ချစ်ဖွယ်ကကျုပ်တို့ဟိုကိုင်းဒီကိုင်းလုံမှာမလား အဲ့ဟာပြောတာလေကျုပ်ယောက်ျားလက်ပွားကလေချစ်ဖွယ်မွေးမှာသဘောတူမှာမဟုတ်ဘူးတော့ တန်ချောင်းလည်းပါသူလဲအတူတူပဲဒါမဲ့လေကျောက်ကချစ်ဖွယ်မွေးပေးတာလားခန့်ချင်တဲ့တက်စိတ်ပြောတော့အကျင့်နဲ့မပြောက်တယ်စိတ်ပြီးတော့စိတ်ကူးရင်နေတာ မဟုတ်ပါဘူးမရဲ့ဟိုလေရွှေကြီးကလေချစ်ဖွယ်ကိုယုံတာတော့သူကလူကောင်းပါမအဲ့ဒါပြောတာ ဟုတ်ပါပြီအဲ့ဟာတော့လေကျုပ်လည်းချစ်ဖွယ်ကိုယုံတယ်ကျုပ်ကလေသူ့အကြောင်းကောင်းကောင်းသိရတော့ အေးပါသိရပါဘောညီကချစ်ဖွယ်နဲ့ချင်းတွေ့ဘူးတာကို ပြောမဟုတ်ဘူးလေကျုပ်ကချစ်ဖွယ်စိတ်တက်ကိုယုံတယ်လို့ပြောတာ အေးပါငါလည်းအဲ့ဟာပဲပြောတာပါဟဲ့အဟွာကမပြောပါဘူး ခုနကစိတ်လို့တဲ့ပြောလေ ဒါပေမဲ့လေကျုပ်ကတော့ယောက်ျားတစ်ယောက်ကခလေးမွေးပေးမယ်လို့တွေးလိုက်ရင်ကြောချက်နေတော့ဟိုမြင်ဒီမြင်နဲ့ရှက်စရာကြီး ညီရရှက်တယ်ဟဲ့လားညီဆိုဒီမှာမရှက်တဲ့နေရာမရှက်ပဲအခုမှရှက်မနေနဲ့အော်အဲ့ဒါကြောက်လင်လေတော့ဟုတ်ပါလေမြတ်သားလေကဲပါရီရွယ်ကြီးမနေကြတော့ကျုပ်တို့ဘာဆက်လုပ်ကြမှာလဲရွာမားလေအရက်လက်တရားလည်းမရှိတာဝါစိတ်ကမှလည်းဆရာမမရှိဒီကြားတဲ့ချစ်ဖွယ်မွေးပေးမယ်ဆိုတော့လေအိမ်ကယောက်ျားရသဘောတူမှာမဟုတ်ဘူးဘာဆက်လုပ်ကြမလဲ ငါတို့ဒီလိုလုပ်ကြမလား ဘယ်လိုလုပ်ကြမလဲ ငါတို့တွေအောက်ကထစီသွားပြီးငါတို့အခက်ခဲတွေကိုစမ်းထုတ်ပေါ်ကြမယ်လေအဲ့ဆိုအောက်ကထလည်းတစ်ခုခုလုပ်ပေးမှာပေါ့တော့ အဲ့ဒီအကြံကောင်းတယ်အဲ့ဒါဆိုဥက္ကဋ္ဌတာဘောဆရာမရှာပေးလိုက်တယ်နော် အေးဟဲ့အဲ့ဆိုအဲ့အကျန်စီကိုအမြန်ဆုံးအကောက်ထဲပေါ်ကြမယ်ဟဲ့ ရေလူရပါအောင်ကြီးရအောင်ဝင်ပြီးကြည့်ပါအောင်ရှင်ရအောင်ဝင်ပြီးကြည့်ပါအောင်ရှင်ရမီရပါအောင်ကြီးရရတိုင်းတိုင်းနဲ့ဆက်တယ်ဓမ္မတော်မှာဘိုင်းတဲ့ကားကဓမ္မတော်မှာဘိုင်းတဲ့ကားကဓမ္မတော်မှာနှိမ့်ဆက်တယ်ပညာတော်နဲ့ဆောင်တော့ဟောလေလို့ဆယ်လာခွာရဟောလေလို့ဆယ်လာခွာရပညာတော်ကိုမျက်ဆောင်တော့ဓမ္မဆရာမမရှိရခွဲတော်ဝါတော်ခွဲရမှာလားခွဲတော်ဝါတော်ခွဲရမှာလားဓမ္မဆရာမမရှိရဟောဆရာမရဲ့ဘူးခွဲပေးမယ်အမလေးရေတောက်ကြကြီးအမလေးရေတောက်ကြကြီးဆရာမရဲ့ဘူးခွဲပေးမယ်ယောက်ျားကြီးရဲ့လက်ထဲမှာမတော်မတဲ့တဲ့တဲ့ဓမ္မတော်မတန်တန်တန်ယောက်ျားကြီးရဲ့လက်ထဲမှာယောက်ျားကြီးရဲ့လက်ထဲမှာဓမ္မတော်မတဲ့တဲ့တဲ့ယောက်ျားကြီးရဲ့လက်ထဲမှာဓမ္မတော်မတဲ့တဲ့တဲ့စဉ်းစားပေးပါကျုပ်တို့မှာကရှင်တဲ့ထိတ်ထိတ်တုတ်တို့မှာကရှင်တဲ့ထိတ်ထိတ်အောက်ကြီးကပဲစဉ်းစားပေးတာဘာပေါ်တမပကြည့်တာမပိုင်တွေကိုဘသူဖောက်လဲမပိုင်တွေကိုဘသူဖောက်လဲဘာပေါ်တမမရှိတာတုတ်တို့ဘယ်မှာများအကိုစရာအောက်ကြီးကလည်းဝင်ပေးပါလားအောက်ကြီးကလာဝင်ပေးပါလားတုတ်တို့ဘယ်မှာအကိုစရာယောက်ျားတွေရဲ့တာဝန်ဟာသူတို့တွေပိုက်ကြီးဖို့ပဲသူတို့တွေပိုက်ကြီးဖို့ပဲယောက်ျားတွေရဲ့တာဝန်ဟာနော်ဘောလာလေးဝင်ပေးပါစစ်ပွဲဝဲတာအလုံးမရှိစစ်ပွဲဝဲတာအလုံးမရှိနော်ဘောလာလေးဝင်ပေးပါနော်ဘောလာလေးဝင်ပေးပါစစ်ပွဲဝဲတာအလုံးမရှိစစ်ပွဲဝဲတာအလုံးမရှိနော်ဘောလာလေးဝင်ပေးပါဟဲ့နော်လားဟဲ့ကျွေးလားဟဲ့စစ်ပွဲလားဟဲ့နော်လားစစ်ပွဲလုံးမရှိဟဲ့လက်ထဲမှာဓမ္မတော်ရဲ့တန်တန်တန်ဓမ္မတော်ရဲ့တန်တန်တန်ယောက်ျားကြီးရဲ့လက်ထဲမှာ ရှင်တို့အော်တဲ့ကြွေးကြော်တန်းကျမကလည်းလက်ခံပါဘူးရှင်တို့အော်တဲ့ကြွေးကြော်တန်းကျမကလည်းလက်ခံပါဘူး ချစ်ပွဲလေးနဲ့မွေးမယ်ဆိုလှအောင်မယ်ရဲ့အဆုံးဖြတ်ပါပဲမောင်ချစ်ပွဲနဲ့မွေးမယ်ဆိုလှအောင်မယ်ရဲ့အဆုံးဖြတ်ပါပဲ သူတို့ပြောတာကြားတယ်နော်ရှင်သွားမွေးရင်သေပြီးသားမှန်သူတို့ပြောတာကြားတယ်နော်ရှင်သွားမွေးရင်သေပြီးသားမှန်နားလေဟာမစွမ်းနဲ့လေဟာဟမ် အခုဘာဖြစ်တာလဲဟမ်အိမ်မက်နေရလား အော်ဟုတ်သားပဲအိမ်မက်နေရပဲအိမ်မက်ကလည်းကွာကြံ့မှန်ရွာတွေကပိုက်ကြီးတွေကလေဟိုကိုနဲ့ခလေးမွေးကြလို့ဆိုပြီးတော့ဥက္ကရာအင်ဂျီမှာတွားပြီးစန္ဒပြနေတာတဲ့ဟိုအဲ့ဒါနဲ့ဟိုကိုလည်းရောက်သွားရောဟမ်အဲ့ဒါနဲ့မွေးပေးမယ်လို့ပြောလိုက်တယ်ပေါ့ဟုတ်လား ဟမ်ပြောပါဦးပြောစရာလားဟိုအဲ့ဒါနဲ့ကိုလည်းရောက်သွားတော့လေအဲ့ဒါမိမကိုကိစ္စမဟုတ်ဘူးဝင်မပါနဲ့ဆိုပြီးတော့နေရွယ်ဆွဲပြီးတော့ကိုပြန်ခေါ်သွားတာအဲ့ကြောင့်ကိုကနာတယ်လို့အော်နေတာ အိမ်မက်ထဲမှာမလို့နော်အပြင်မှာသာလေများတော့မွေးပေးမယ်လို့ပြောလိုက်လို့ရတော့လေ နာတယ်မိမရဲ့အခုမှပဲတကယ်နာတော့တယ်ဟာ
လာပါမိမရဲ့ပြန်အိပ်ရအောင်နော်ဟေးဘာဖြစ်လဲ ဘာမိမလေးဘိုင်းလာပြီးခလင်းမို့အခက်ခဲပြင်လို့တကယ်ချင်းပြီးတော့ဟိုဘိန်းနာလူတွေဝိုင်းလို့ပေးတာပဲတော့သူတို့လည်းမလုပ်တဲ့တော့လေခလီရောလူကြီးရောအသက်နဲ့ဖြစ်နေတဲ့တကယ်ချင်းလုပ်ပါတကယ်ချင်းပြောဘလို့ဖြစ်တာလဲမင်းတို့ဟိုရက်ကမှလက်တယ်သွားချကြရလေမရဘူးလားရှားလို့လည်းရှားနေတဲ့တကယ်ချင်းဟိုငါမိမကောက်ခံနိုင်ဖြစ်တာတကယ်ဘိုင်းနာလာတော့ပြီးတော့ခလီကကဲလာတစောင်းလားမသိဘူးတကယ်ချင်းအဲ့ဒါဖြစ်နေတာပြီးတော့ခလီရောလူကြီးရောအသက်နဲ့ရှိရဆိုကုကြည့်ပါတကယ်ချင်းလုပ်ပါလားငွေပေးပါကွာဆရာမနော်ဘောတာလည်းမရှိဘူးလေကွာငါတယောက်တည်းကတော့ဘယ်လိုလုပ်ပြီးအဆင်ပြေမှာတော့အဆင်ပြေပါလေတကယ်ချင်းဟိုမကြောက်လေမင်းမွေးပေးတော့လေပေးနာနေမွေးပေးတာမပြုတ်ကနေထွက်လာဆိုခလေးကမင်းတက်နိုင်ပါလေတကယ်ကုကြည့်ပါတကယ်ချင်းလုပ်ပါတော့ဟေးမဖြစ်ဘူးနော်ငါမိမအောင်လေလေငါနောက်ထပ်ခလေးမွေးမပေးတော့ပါဘူးလို့ငါဂရီပေးထားတယ်ဟိုမလုပ်ပါနဲ့တကယ်ချင်းငါမိမတော်တော်အသက်နဲ့ဖြစ်နေလို့ပါကုကြည့်ပါတကယ်ချင်းနော်ချစ်ဖွယ်ဟာဒီချိန်မှာမင်းမျက်နှာကိုကြည့်နေတယ်လေနော်သူ့မိမမျက်နှာကိုလည်းကြည့်ရမှာလူလေးယောက်ရဲ့အသက်တစ်ချောင်းကဲကောင်းပါလေကွာလောက်ပါကုညီပေးလိုက်ပါလောက်ပါတကယ်ချင်းနော်ဟိုငါမိမအသက်တစ်ခုဖြစ်သွားလို့မင်းမကုညီမင်းကလူသားမှုနဲ့ဖမ်းချုပ်ခိုင်းပါနော်တကယ်ချင်းမင်းရလေကွာငါနဲ့ဘာဆိုင်လို့လဲဟိုလောက်ပါကဲကုညီပါတကယ်ချင်းနော်လာပါတကယ်ချင်းနော်ကုညီပေးလိုက်ပါဟိုမှာတော့ကြတက်အောင်ကနေလှုပ်လို့ပါမဖြစ်တဲ့နာတွေဖြစ်ကုန်ပါဟုတ်တယ်လာပါတကယ်ကွာကွာလာငါတန်းတော့ကျူးသားပဲဟာလားမိမရဲ့လာပြီချက်ပေါ်လိုက်ပါလေငါချက်ပေါ်ပေါ်လာလေမိမနော်ချက်ပေါ်ဒီကလူတွေရမ်းများနေကဲမဆိုင်လေးတွေထွက်မဆိုင်လေးတွေထွက်အုံးစိငါခုံလေးယူပြီနော်အမကျွန်တော်နဲ့ကူပြီးတော့မွေးပြီဟုတ်ပြီလားဟုတ်ရှိကျွန်တော်ရေလို့တော့ပဲနော်ဒုက္ခပဲကွာချက်ပဲပါလေမိမနော်ဟဲ့ဘယ်တော့ဘာလုပ်နေလဲထွက်လေငါမိမနေငါခဏမွေးရမင်းနဲ့ဘာဆိုင်လို့လဲထွက်မရဘူးထွက်အဲ့ရောက်လေဟာရတော့ဘာလို့ပါချက်ဘုံနာခဲ့လာတော့ချစ်ပွဲဟေးအခုမယ်တော့အေးပါနာလိုက်ကြဟမ်အေးပါငါမွေးပြပါမယ်ကဲလေလာနေဘက်ကငါအရင်ရှိနေတယ်လေလာကြာလားပါနေကြရလားဟမ်ရရလားပါလေဟာအိုးနေရလေဟာကျွန်တော်နည်းကားမှာဗောမတင်သူတင်มาနေနေလေးနှောက်ထားပေးတော့ပါအေးပါနော်ခဏနည်းကြွတော့နော်ကြွတော့ကဲဒါပါငါနေမွေးတဲ့ကြောင်ကြည့်ရမယ်ဟုတ်ပြီလားဆောက်နေကားလားအေးညစ်တာနော်အေးမွေးတဲ့ကြောင်လည်းကောင်းပါလေဟာဟမ်ရေမောပေါက်ပြီဘယ်မင်းတော့တက်စေတဲ့ဘူးတော့တော့ကွာအော်ဖြစ်စဉ်ငါဘုံကအမလေးထွက်စားဟုတ်ကောဟိုညစ်တာနော်ညစ်တာမနေ့တစ်ချက်တော့ကိုညစ်ပေးဟုတ်ပြီထိုးတော့မယ်ခေါင်းလေးတော့လာပြီခေါင်းတော့နေပြီအေးညစ်တာမဘုံညစ်တာဟိုထွက်လိုက်ဟေးမွေးပြီဗျာချစ်ပွဲအေးမွေးပြီဟဲ့ညီတို့တီးပြီးကြပြီလားတမြန်လေးကမပွေခလေးမွေးသွားပြီးမိန်းခလေးမပွေရောခလေးရောကျမ်းပါတယ်တိလားကျုပ်ကလေသူ့မွေးဖို့လိုသေးရထင်နေတာတော့ဟုတ်တယ်ရုတ်တရက်ကြီးဘိုင်းနာလာပြီးစောမွေးသွားတာဟဲ့ညီတို့မပွေကိုဘယ်သူမွေးပေးတယ်တင်လဲဘယ်သူမွေးပေးရလဲဆရာမတော်ဖော်လာပြန်ရောက်ပြီလားဘယ်ရလားချစ်ဖွယ်မွေးပေးတာတကယ်တကယ်ပါဆိုဒါဆိုရင်ချစ်ဖွယ်ကမစိုးဘူးပဲချစ်ဖွယ်ရလေခြေကနေဖွာတာအဲ့ဒါကြောင့်စစ်ကွက်နေမတော်တာဟာဟိုဘက်အိမ်ကဘိုက်ကြီးတယ်ဒီဘက်အိမ်က
ပိုက်ကြည့်တယ်ယောက်ျားယူရင်ပိုက်ကြည့်ရစမြဲမွေးချိန်တန်မွေးကြမှာမလွယ်ဧကံလာပါပြီလက်တဲ့ရှက်တယ်လို့မပြောပါနဲ့ကွယ်ရက်ကလည်းကကလေးတွေမွေးပေးမယ်လာပါပြီလက်တဲ့ရှက်တယ်လို့မပြောပါနဲ့ကွယ်ရက်ကလည်းကကလေးတွေမွေးပေးမယ်ဘိုက်ကြီးတဲ့ကူညီပြစေကွယ်မနေနိုင်လို့ပါကွယ်အချမ်းမာရဲ့အတွက်အချမ်းသာရဲ့အတွက်လက်သေးမရွေးနဲ့ကွယ်နာဘူးမသိပါကွယ်ရာထူးကြည့်ပါကျုပ်ကလေယောက်ျားလက်သေးဟိုတရားဘိုက်ကြည့်တဲ့ထင်နဲ့သူပြောအနေနဲ့ဟိုတရားကိုဝေးရင်မကြည့်နဲ့နိုင်ဝတ်ထမ်းနေလေရဲ့ခဏလေးနိုင်တဲ့ကလေးလေးမွေးတဲ့ပါရမီထူးတဲ့ခြေကပွားတဲ့ကျုပ်ကလက်သေးလာပါပြီလက်တဲ့ရှက်တယ်လို့မပြောပါနဲ့ကွယ်ရက်ကလည်းကကလေးတွေမွေးပေးမယ်ဘိုက်ကြီးတဲ့ကူညီပြစေကွယ်နေနိုင်လို့ပါကွယ်အချမ်းမာရဲ့အတွက်အချမ်းသာရဲ့အတွက်လက်သေးမရွှေနဲ့ကွယ်နာဘူးမသိပါကွယ်ရာထူးကြည့်ပါကျုပ်ကလေယောက်ျားလက်သေးတားဖွားဆရာမမရှိတော့လေချစ်ဖွယ်ကမွေးပေးလိုက်တာဆိုတော့မပွေးကန်ကောင်းတာပေါ့ဟုတ်တယ်ပေါ့မရဲ့ကျုပ်တောင်မလေချစ်ဖွယ်မွေးပေးတာခံကျင်လိုက်တာတော့ကောင်းမလူအပြင်သွေးဆုံးကနီးနေပြီနော်ဒီစိတ်တရားမကုန်သေးဘူးမိပဲဖွားကြနာလားကောင်းမနော်ကျုပ်ကအဲ့လိုမပြောပါနဲ့မဟုတ်လို့လားအိုးစိန်ညီးပြောတာသေရောသေချာရဲ့လားအေးသေချာရတယ်ကြီးတော်ရဲ့အဲ့ဒီနေ့ကလေမပွေးအိမ်မှာကျုပ်ကိုယ်တိုင်ရှိနေတာအစတော့ကျုပ်တို့လည်းလေအစင်ပြေမပြေပါမလားဆိုပြီးစိတ်ပူတာပေါ့တော့ဟိုဒါပေမဲ့လေချစ်ဖွယ်ရရောက်လာပြီးတော့လေမြန်ဆန်တော်လက်နဲ့မပွေးကိုမွေးပေးလိုက်တာကြွန့်ချက်ပါတော့ဟဲဒီလိုဆိုတို့ကမှယောက်ျားလက်တယ်ရပြီပေါ့တခြားရောမိန်းမလက်တယ်တွေတောင်းမလို့တော့အဲ့ဒါတော့ဟုတ်တယ်ကြီးတော်ရဲ့ကျုပ်လည်းလေကျုပ်မွေးတဲ့ခါကျရင်တော့ချစ်ဖွယ်နဲ့ပဲမွေးမယ်လို့စဉ်းစားထားတယ်အေးကောင်းတယ်မွေးဟဲ့ငါမင်းမမိဖို့ကြောင့်ထဲမှာလည်းမရှိဘူးကွာအေးဒီမှာတော့မင်းမစာရေးသွားတယ်ကွာဒါလည်းကောင်းတာပါပဲလေဘာစာရေးွားလဲဝါသနာအိုးကြီးရှင်နဲ့မပေါင်းတော့ဘူးဟာအဲ့ဒါကောင်းတာလားသူများအကျိုးဆောင်ကိုပစိုးပါအောင်တဲ့ဟမ်အခုတော့မပွေးရရွာထဲမှာပြုံးလို့ပြောလို့မင်းကတော့ဒီမှာငေးလို့မှိုက်လို့ဟေးဒါလည်းကောင်းတာပါပဲလေရေးတယ်ကွာစိတ်ညစ်နေပါလေဆိုမှမင်းကလာစနေချစ်ဖွယ်ထက်လာပြန်ပြီကွာဘာဖြစ်လို့လဲနေမကောင်းလားမင်းကြည့်ရတယ်တောင်းမိပါပဲဩသူတောင်းမိနေလို့ငါဒီလိုဖြစ်နေတာပေါ့ဘာဖြစ်လို့လဲဟိုငါမင်းမဘိုက်ကြီးနေသလားလို့ဩကိုဝင်လို့ပြောပါတော့နေရလဲဘိုက်ကြီးရတယ်ကိုဝေးရှိရတယ်တူတူပဲလေဟိုဒီလိုချစ်ဖွယ်ကမင်းမသိစကားမှတ်ကွာငါမင်းမဓမ္မတာလည်းမလာတော့ဘူးမူးတယ်အန်ပြီးတော့အစားတောက်လည်းမမှန်းတော့ဘူးကွာဟာမကြနေကိုဝင်ရနေပြန်ပြီဟဲ့လားဒီကလေးမွေးရအောင်မကြသေးဘူးမလားဆရာမနော်ဖောလာတော့မှနင်တို့သားဆက်ချဖို့အတွက်ပြောထားသေးရဲ့လေဟိုနင်မွေးရတဲ့ကလေးရောဘယ်ရွယ်ရောက်ပြီ၄လအိုးကလေးတော့၄လပဲရှိသေးတယ်နင်ကကိုဝင်ထက်ရနေပြီဟဲ့လားဟောအဲ့ဒါဒီအလုံးကနေတရက်ခံပဲနင်ကသူ့ကိုဒေါင်းမြန်ကုပေးခဲ့တာဟုတ်ငါ तू အစုံမကောင်းလို့နေကောင်းပြန်ကုပေးတာလေဟာငါနဲ့ဘာဆိုင်လို့လဲ
မဟုတ်သေးပါဘူးဆရာမနော်ဘောလာကလည်းနင်တို့တားစီကြီးလည်းပေးထားပါတယ်ဟုတ်အဲ့စီကိုနင်မတောက်ကြဘူးလား တောက်တယ်လေကွာအဲ့ဒီတားစီကမစွမ်းလို့အခုလိုဖြစ်ရတာဗောကွာ အားရောင်အဲ့ဒါတော့မဟုတ်ဘူးနော်တားစီတောက်တယ်ဆိုရင်တော့ကိုဝင်ရစီအကြောင်းအောင်မရှိဘူးအဲ့တားစီကိုဘလို့တောက်ကြလို့လဲ ငါဆေးကြောက်တတ်တယ်လေအဲ့တော့ငါမတောက်ပဲနဲ့သူ့ကိုတောက်ခိုင်း ဟမ်ဘလို့တားစီကိုနင်မတောက်ဘဲနဲ့ तू ကတောက်တယ်ဟဲ့လားအဲ့ဒါမိန်းကလေးတောက်တဲ့ဟာလေဟာမိန်းကလေးတောက်တဲ့တားစီကိုဒီကောင်တောက်မှတော့နင်ဘိုက်ကကြီးပြီဗောဟာ ဒါလည်းကောင်းတာပါပဲလေ ဘာကောင်းတာလဲဟိုမှာကိုဝင်ထိုက်ရနေပြီနော်ဟိုကလေးကိုတို့တွဲတော့ဒုက္ခရောက်တော့မယ်ကဲပြီးရောနော်နည်းနည်းလေးကိုဝင်ရင်းတော့မှငါးစီသာပြန်လာခဲ့တော့ အော်ဟင်စေးတော့မှလည်းကြောက်တယ်ဟလားခလေးပွေးမှတော့မကြောက်ဘူးဟလား ရှာလေးဟာကိုစိုးကြီးနေမကောင်းလားကျွန်တော်ဘာကူညီပေးရမလဲ ကြောက်ကတော့လေကောင်းပါတယ်ဟိုဒါနဲ့ဆရာလေးမဝေးပိုက်ကိုခလီမွေးပေးလိုက်တယ်ဆို ဟုတ်တယ်ကျွန်တော်မွေးပေးလိုက်တာဘာဖြစ်လို့လဲ အဲ့ဒါကြောင့်အကူပြီးလာတာကျုပ်ဆရာလေးကိုဘာရချင်လို့ ဘိုက်ရချင်းလို့ဟုတ်ဘိုက်ရအောင်ကိုစိုးကြီးကလူပြိုမဟုတ်ဘူးလား လူပြိုလေး ဟာလူပြိုလေးပြောသေးတယ်ဘသူ့ဘိုက်ကိုအပ်မှာတော့ စောက်ဘိုက်ကိုအပ်မှာ စောက်ဟာ စောက်ဆိုတာ စောက်ဆိုကျုပ်သမီးလေ ဟာရှုပ်ကုန်ပြီဗျာကိုစိုးကြီးကမိမလည်းမရှိပဲနဲ့ဘယ်သမီးကရလာတော့ စောက်ကကျုပ်မွေးထားတာတော့ပါဆရာလေးရဲ့စောက်ကပြိုပိုက်ဆိုတော့လေမွေးရဖွာခတ်မှကြောက်လို့ပါဆရာတယောက်လိုက်ကြည့်ပါဆရာလေးရဲ့တော့ပါဆရာလေးချက်လေးလိုက်ကြည့်ပြပါ ကဲကိုရွှေလိုက်ကြည့်ပေးပါတဲ့နော်စေးယူခဲ့တော့လိုက်ခဲ့မယ် ဟုတ်ဆရာဆရာလေးဆရာလေးဘယ်တော့ တွားမယ်လေစာအုပ်စီ ဒီမလေးစာအုပ်က ဟမ်ဟိုဘာကိုခမပြောတယ်ဟိုအပြုတ်ဘိုက်ဆိုတာ ဒီဘိုက်လေးဆရာလေးကြည့်ပါဦးဆရာလေးအပြိုပိုင်းကိုဖောင်းသားနေတာ ဟာဟေးလူမနောက်နဲ့နော်ကျုပ်ကတိရစ္ဆာန်ကူတဲ့ဆရာဝန်မဟုတ်ဘူးဗျဒီကျွဲမအောင်တော့ကျုပ်ဘယ်လိုလုပ်ပြီးမွေးတတ်မှာတော့ ဆရာလေးမပွေးကြမွေးပေးပြီးတော့ ဟာမမွေးရလူရတူးမလားဟေးလူတော်ပြီခင်ဗျဆက်မပြောနဲ့တော့နော်ခင်ဗျားတို့တားပါနှစ်ယောက်ဆိုလို့ကျုပ်စေကန်းချက်ထွက်သွားတော့သွားအခုထွက်သွားအော်ဘာလဲကွာကြောင်တောင်နေကြီးပဲ လာတော့ပြန်မယ်လားအတူလား သူ့ယောက်ျားနဲ့စိတ်ဆိုးစိတ်ကောက်ပြီးအိမ်ုံမင်းညက်နေတည်းရောက်လာတာလေ လာအောင်ပဲရဲ့ညီယောက်ျားသဘောကောင်းပါလေအေးဒီမှာတရွာလုံးကလည်းချစ်ကြတယ်ဆရာလေးကလည်းညီဆိုရင်ချစ်လိုက်တယ်မတုံးလို့ ကြီးရောသူ့အကြောင်းမှကောင်းကောင်းမသိတာမအေးအော်တာပဲခဏညက်တာကြတော့လေသူမသိချာ မှတ်ထားရည်မိပွေးကိုခလေးသွားမွေးပေးလို့တဲ့တဝင်းတိုးနေတာ ။အော်လှအောင်မယ်ရဲ့ဆရာလေးကသူ့အလုပ်သူလုပ်တာလေဟဲ့ဒီမှာစေးပေးကမ်းပါလေတားဖွားဆရာမမရှိတာအဲ့တော့မိပွဲကဒုက္ခတွေရောက်နေရောဆရာလေးနဲ့တွေ့ရောဟောရှော့ကနေဆိုမွေးသွားတာဒိုးလုံးဝဆိုကျေးဇူးတွေတင်နေတာတော့အခုဆိုလို့ရှိရင်လေဆရာလေးရဲ့နာမည်ကျမ်းမာရေးမှုတယ်မဟုတ်တော့ဘူးနော်ယောက်ျားလက်သေးဆိုပြီးတော့နာမည်ကိုကြီးနေတာတော့ ချီကျူးကြပါဟမ်ထားအောင်မယ်ရတော့လေလူစိုးမကြီးကိုဖြစ်လို့ ။အော်လာအောင်မယ်ရဲ့အဲ့လိုကြီးတော့လည်းမဟုတ်ပါဘူးအေးဒီမှာညီယောက်ျားသတင်းကိုကြားပြီးရလေဒီမှာကျုပ်ဆိုလို့ရှိရင်လေယောက်ျားတစ်ယောက်လည်းထပ်လို့ခြင်းနဲ့ကလေးလည်းမွေးကျင်တာတော့ အောင်မလေးမှတ်ထားရည်ညီကလည်းယောက်ျားမယူဘူးတာကြာ ။အော်ကိုအမကလည်းယောက်ျားတော့ယူဘူးတာပေါ့တော့ဒါပေမဲ့အဲ့ယူတဲ့ယောက်ျားလည်းစောစောစီးသေသွားတယ်။နောက်တစ်ယောက်ကျတော့ကလေးရအောင်မလုံနိုင်ဘူးလေအဲ့တော့ကျုပ်ကလည်းကွဲပလိုက်တာပေါ့ကျုပ်ကကလေးလှူချင်တာတော့ဒီတက်တော့မလျှော့ဘူးတော့ကလေးတယောက်တော့ရအောင်ယူအောင်ပါ အောင်မလေးရေရချက်ကြီးမလာလာမှတ်ထား ကြီးပဲမလျှော့ဘူး တောင်းမယ် သူ့ယောက်ျားလိုက်လာပြီဆရာလေးတွေ့မယ် လောင်းမယ်အမေဟိုကျွန်တော်လောင်းမယ်ကိုပြန်လာခေါ်ရအမေ ဟောမိမိမအိမ်ကနေစိတ်ဆိုးပြီးဆင်းသွားပြန်ပြီလားဒီဦးမလာဘူး ဩဒီကိုမလာဘူးလား အေးဒီဦးမလာဘူး ဩကျွန်တော်ကအမေကိုဆင်းသွားတယ်ထင်နေတာအမေရဲ့ဒုက္ခပါပဲဒီမိမတော့ဘယ်ဒီလျှောက်သွားနေလဲမသိပါဘူး
ကျွန်တော်တော်တော်စိတ်ညစ်နေပြီအမေဒီမိမကလေကျွန်တော်သူ့ကိုဘလောက်ထိချစ်တယ်ဆိုတော့သိရတာနဲ့ကျွန်တော်စီနာကိုနားမလဲဘူးအမေရဲ့ကျွန်တော်ကလေသူ့ကိုဘယင်းမလို့ထားတာအမေရဲ့ဘာမှစိတ်ညစ်မနေနဲ့ဒီမှာကိုယ်စေတနာကိုမှ तू နားမလဲတာကန်ဆုံရင်စားကန်ကုန်ရင်သွားဒီမှာနောက်မိမတွေ့ရင်နောက်မိမသာယူလိုက်တော့ဟာအမေတကယ်ပြောနေရလားနောက်မိမယူဆိုရင်တော့ကျုပ်ကိုကြိုက်နေတဲ့လူရှိတယ်အမေအဲ့တယောက်ကလေတောင်းမှမရှိတော့ရေးနဲ့သူ့ကိုယူပါတဲ့ကျွန်တော်ပြောတာဟုတ်လားဟောယူလိုက်အမေသဘောတူတယ်အမေမကန့်ကွက်ဘူးပေါ့မကန့်ကွက်ဘူးသဘောတူရသေးကြတယ်နော်သေးကြတယ်တော့သေးကြတယ်မေအမေကတော်တော်ကောင်းတယ်နော်တမီးနဲ့တမက်ကိုရန်တိုက်ပေးနေပေါ့ဟုတ်လားတမက်ကိုမြောက်ပေးပြီးတော့နောက်မိန်းမယူခိုင်းနေရပေါ့လေအမလေးသမီးရဲ့တမက်ရဲ့အရင်ရဲ့အဖျားရဲ့မဟုတ်ဘူးတော်ရဲ့လိန်မာတဲ့သူကိုပိုချစ်မှာပဲမလိန်မာတဲ့သူကိုတော့တော်ပြီအမေကလေတမီးဘက်ကိုဘယ်တော့မှမလိုက်ဘူးနောက်တစ်ခါဆိုရင်လေမင်းအိမ်ကိုဘယ်တော့မှမလာတော့ဘူးအမလေးအဲ့စကားကိုကြားချင်နေတာနောက်မိန်းမလူချင်းတဲ့လူကြီးလဲလားအိမ်ရောက်မှတွေ့မှာဒါဟုတ်ပါဘူးမိန်းမရေငါနောက်တာပါအခုမှနောက်တာလည်းမရဘူးအမလေးအမရဲ့ကြည်စမ်းမအောင်နောက်ပဲတော့ကြည့်ပြမလေးအချလိုက်တာသူကလည်းတမျိုးမသိပါဘူးအမရဲ့နားတာတော့ညဘိုက်ကြီးတယ်ဖြစ်ပြီးတော့အိမ်ထဲမှာမနေဘဲနဲ့ဘာလို့အပြင်ကိုထွက်ပြီးလာနဲ့လမ်းလျှောက်နေလဲဟမ်နင်းကြီးသားဟောင်းမျောနေရလားဟလားဟမ်လက်ဘွားမူးနေသွားအိတ်တော့ငါ့ကိုလာရစ်မနေနဲ့မွေးဖွားကန်ဒီမွေးဖွားလို့ရအောင်လို့ဆိုပြီးလမ်းလျှောက်ပေးနေရချစ်ဖွယ်ငါ့ကိုလမ်းလျှောက်ခိုင်းလို့ချစ်ဖွယ်ကလမ်းလျှောက်ခိုင်းလို့ဟလားအဲ့ကောင်ပြောတိုင်းလုံအောင်အဲ့ကောင်ဘာကောင်မလို့လဲဒီမှာနင်းယောက်ျားငါပြောနေတာတွားတဲ့ဝင်ထဲဝင်လက်ဘွားနင်ခုချိန်နဲ့ငါ့ကိုဘာများခရူးဆိုင်ပေးလို့လဲတစ်ချိန်လို့လေရစ်မယ်ရမ်းမယ်ပြဿနာရှာမယ်ဒီလိုမျိုးကြီးပဲချစ်ဖွယ်ကဘာမို့လို့လဲဆိုတော့ကျမ်းမာရေးမှုမို့လို့သူ့စကားတော့နားထောင်ရမှာပဲအဘူတွေပြောမနေစမ်းပါနဲ့ဟာအဲ့ကောင်ကနင့်ကြီးသားဟောင်းမို့လို့နင်နားထောင်တယ်ငါသိတယ်ဒီမှာအဲ့ကောင်ကချီးစားဆိုတော့နင်ကြီးသားမယ်မိမဟဲ့နင်မပိုင်ရိုင်းနဲ့နော်ပြီးခဲ့ရပြီးခဲ့ပြီခုနင်ကငါယောက်ျားနင်ကငါချစ်ချင်မယ်မချစ်ချင်ဘူးဒါမှသက်စာတော့မဖောက်ဘူးဒီမှာမြတ်စကားတွေနားထောင်အောင်လိုင်းမပြောနဲ့ဟာဒီမှာနင်ဘိုက်ကိုအကြောင်းပြပြီးကျမ်းမာကြီးဌာနကိုသွားနေတာနင်ကြီးသားဟောင်းနဲ့တွေ့ချင်ဆိုတာငါသိတယ်နော်တော်တော့နင်ပောက်ခဲ့ရရင်မပြောနဲ့နော်မွေးဖွားခံဒီလေသားဖွားဆရာမကြီးခဏသွားပြမယ်ဆိုတော့နင်မသိဘူးလားဘာသားဖွားဆရာမမရှိဘူးအမချစ်ပွဲပဲရှိတယ်ဟာလေနင်ချစ်ပွဲနဲ့မွေးချင်တယ်လားဟလားဟမ်ဆရာမနော်ဖော်လာပြန်လာရင်တော့ဆရာမနဲ့မွေးရမှာပဲဒါမဲ့ဆရာမပြန်မလာဘူးဆိုရင်တော့ချစ်ဖွယ်နဲ့မွေးသိမွေးရမှာပဲငါမှဘာမှရွေးချက်ဆရာမရှိဘူးဘာရွေးချက်ဆရာရှိမရှိဟာဒီမှာနင်ချစ်ဖွယ်နဲ့မမွေးရအောင်နော်ချစ်ဖွယ်နဲ့နင်ဘယ်ကဖောက်လို့ပြန်မှာဟဲ့နင်လူစကားပြောကိုခလေးကိုတတ်မယ်ဆိုလူစိတ်ရှိရဖခင်ပြောရမယ်စကားလားငါကတော့လေငါခလေးတော့ပဲငါတွေးချစ်ဖွယ်နဲ့မွေးသိရင်လည်းမွေးရမှာပဲချစ်ဖွယ်နဲ့ဟာတချစ်ဖွယ်လည်းဖြစ်နေတာဘာလဲနင်ကြီးသားဟောင်းကြိုင်တာကန်ချင်လို့လားဟမ်လဲနော်ငါလွတ်မယ်ရောက်မေးခုလုံးမှာကွာဝင်းကနေပေါက်ကနေအဲ့လိုမလုပ်ဘူးအဲ့လိုမလုပ်မစိတ်ဆော့ရမှာကွာဒီမှာမြောက်မငါနွားမဟုတ်တော့ငါကြားတော့ကြားဟေးပါမင်းနွားပဲဖြစ်ကြားပဲဖြစ်နှစ်ကောင်လုံးတိရစ္ဆာန်နေပြီပါကွာလာထဲမှာစိတ်ဆော့ရမှာလားတငယ်ချင်းစိတ်မကောင်းဖြစ်နေနော်နေရိုးသားတော့ငါတို့အားလုံးသိတာပဲပြီးတော့ तू ကလည်းမူးလာရင်အဲ့လိုပြောနေကြပဲဟာနင် तू ပြောရင်စိတ်ထဲမထားနဲ့နော်ငါနေ့ကိုလည်းတနာတယ်ဟာနင်သာချစ်ဖွယ်နဲ့ရခဲ့မယ်ဆိုရင်ဒီလိုမျိုးကြီးဖြစ်မှာမဟုတ်ဘူး
မင်းကလေငါတခြားကြည့်နေ39မိနစ်ဝင်ပူးနေတဲ့အတိုင်းပဲတုံနေတာဘာဖြစ်လဲဒီမှာကိုချစ်သူရှိသွားမှာကြားရှိသွားမှာဘူးတတိရှိသွားသမှာယောက်ျားမဟုတ်တာကြားနေပဲ ။ဩခမရလေဗျာ။ကျုပ်ကဒီလိုတစ်ခါမှချင်းတွေ့ဘူးတာမဟုတ်ဘူး။ဟိုသူနဲ့တွေ့ရင်လေဟိုဘာပြောပြီးတော့ဘာလို့မလို့ကျုပ်သိတာမဟုတ်ဘူးဗျာ ဒီနော်ဘယ်တော့နဲ့လဲလိုက်ချင်တာဒီမှာ once way to three kiss လူမျိုးလောက်ဝမီပါဒီမှာလက်တော့စမ်းမှာကွာအားလိုက်စား ။ပတ်ဒီပါလာပြီဗျာ။ကျုပ်လည်းအဲ့လိုမရဲဘူး လက်မရဲငါလည်းငါမယ်လေ ။ဟာမရနိုင်။မရနိုင်လားဟမ်။ဘာလို့တလက်ငါမှာ ငါလည်းရတာခံရတာပေါ့ ခမရဗျာ ဒီမှာကိုချစ်သူနဲ့တွေ့တာအသားလေးလက်ကလေးဒါလေးဖောက်ပါလေကိုင်နော်လက်ကလည်းပုတ်ထားလက်ကလှုပ်လေပြရင်ကုန်နဲ့ဆိုတင်လိုက်နောက်ကျနှာခေါင်းကြီးကိုမြုပ်အာဘာကိုဟောလို့ပေးလိုက်အောင်မထဲပတ်တယ်ဘာပေါ့တယ်လို့ အဲ့လိုနန်းလို့အဲ့လိုပါရရင်ဘယ်လိုလုပ်မလဲ မလီနော်တော်လေးကိုမလီမာနေတာအဲ့ဒါမန်းစရာမလို့ဒီမှာမန်းမဟိုထိတ်ကြပါမန်းဖတ်ပါဟောကဲဖတ်ပါပြောနေမှာပါဟာ ချစ်ဖွယ်နင်းကလည်းဘာမှလည်းမသိဘူး ။ဟိုငါ့ကိုခွန်းလို့ပါ။ငါလေးကခလုတ်တိုက်ပြီးတော့အဲ့ဒါကြောင်ပြီးတော့ဖတ်မိသွားတာပါ ခလုတ်တိုက်တာနဲ့လည်းဖတ်ချင်တာမများမလား ။အဲ့ဒါလည်းနည်းနည်းတော့ပါတာပေါ့။ဟာမဟုတ်ပါဘူး။ဟိုအဲ့ဒီသဘောတည်းမဟုတ်ပါဘူး။ဒါပေမဲ့လေဟိုနည်းစိတ်မဆိုးဆိုရင်တော့ဟိုငါခုနလိုလေးပဲဟိုဖတ်ထားလိုက်မယ်လေဟာနော် နင်းရတယ်ချစ်ဖွယ်ငါအရေးကြီးပြောစရာရှိတယ် ဘာပြောမလဲ ငါနဲ့နေကြကိုအေးရတိဝါကြီးဟာပို့ပြီးတော့ဆိုတာလက်ဘွားငါ့ကိုလိုချင်တယ်ဆိုပြီးတော့သူ့မိဘရောငါမိဘရဲ့စီမှာလာတောင်းခိုင်းတယ်တဲ့အဲ့ဒါတပတ်ခါကြာရင်ငါ့ကိုလာတောင်းကြလိမ့်မယ်ငါဘယ်လိုလုပ်ရမလဲချစ်ဖွယ်တခုပြောအောင်လေဟာ ငါလက်ပွားနေတော့နင့်ကိုမယူစေချင်ဘူးမှာ အဲ့ဒါဆိုနင်ငါ့ကိုလက်ဘွားထည့်ရင်လာတောင်းမယ်မလား ငါမိဘမဲ့တကောင်ကျွမ်းဆရာတော်ရဲ့အကြောင်းကိုကတ်နေရတာအခုတော့မှလေဆရာတော်နဲ့ကပ္ပိယရေးကျေးဇူးကြောင့်ငါကျမ်းမာရေးမှုတင်တဲ့ကိုတက်နေတာအဲ့တင်တဲ့လည်းပြီးသေးတာမဟုတ်ဘူးပါဟိုကောင်လက်ပွားတော့မိဆုံးဖဆုံးနေပြီးတော့ဒီကောင်လေးကချမ်းသာတယ် ဒါရီကောလောငါသိပြီးသားလေငါသိချင်တာငါလက်ဘွားနဲ့ယူလိုက်ရမလားနင်ငါ့ကိုလက်ဘွားထည့်ရင်လာတောင်းမလား အဲ့ဒါလေငါမပြောတတ်ဘူး နင်မပြောတတ်ရင်ငါပြောမယ်သင်တန်းမပြီးသေးတာငါနဲ့ယူပြီးဆက်တက်လို့ရတယ်နင်ခုလောက်ရမှာလက်ဘွားထည့်ရင်ငါ့ကိုလာတောင်းဟုတ်ပြီလား ဟာမေချစ်ဖွယ်ဟာဟိုမှာဘဲတော့မမလက်ဘွားနဲ့ဟိုမှာသူ့ဖေလေဟိုငှက်မဲကြီးပါလာတယ်မင်းပြောတော့မြမ်းမင်းကိုလာတောင်းမို့ပြော ဟုတ်တယ်လေ သူတော့ဝဲကြီးနဲ့ဆိုတော့အမြတ်မြတ်စီလာတော့တာနေမှာဗောကွာ ဟုတ်တော့မဲဖေဟာ ဟိုဗျာဟိုမှာသူတို့ကလည်းတောင်းမလို့နေမှာအဘယ်လောက်ကြမလို့ ဘလို့လို့မှာတော့ကျိုးတို့ဦးအောင်တော့ ဟိုမနဲ့ညံတာမရတယ် ဘယ်လိုလုပ်မလဲမင်းကလေ ဘလို့လို့မှာလဲဒီချိန်မှာတော့မရရအောင်မြောက်ယူမှာဗျာအေးသွားလာ ညကကိုကြီးရောက်ဖို့ရည်ကိုကြီးရောက်ဖို့ရည် ဟာတော့ငါရင်ရောက်တာအဲ့တော့ငါဝင်မယ်မင်းမဝင်နဲ့ရောက် ဒီချိန်မှာဘသူပဲရင်ရောက်ကငါရင်ဝင်မှာ ဒါပဲမြမြငါ့ကိုလာပြီးတောင်းခိုင်းတာလား ဟာဟဲ့အောင်မြမြမိပါတယ်ငါ့ကိုတောင်းခိုင်းတာကွာ မြမြငါချစ်သူကွာ ဟဲ့အောင်မြမြမိပါတယ်ငါနဲ့သဘောတူတာကွာ ဟေ့မြမြငါ့ကိုပဲကြိုက်တာ ဟဲ့အောင်မြမြမိပါတယ်ငါ့ကိုကြိုက်တာမင်းကိုမကြိုက်ဘူး တလုံးတော့ပါငါတော့ကလောဘွားနဲ့ရွက်ထားတာပါတလုံးတော့ပြပါဟိုမြမ်းမင်းကြိုက်တယ်မဟုတ်လား အဲ့လေ အဲ့တော့ချစ်ဘွယ်မင်းယူလိုက်ညံ့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 မေဖေမေမင်းကြိုက်တယ်မဟုတ်လား ဟုတ်တယ်လေ အဲ့တော့ညံ့ညံ့ဖေမေမင်းယူလိုက် ဟာဘေးဒီလိုရော ဘာလို့ငါကြီး ဘဲတော့ ဘာလို့ငါမဲ မင်းကဘဲတော့မဟုတ်ဘဲဦးဟမ်ဟဲ့ဟိုကြီးကြောင့်ကတ်နေပြီးတော့မိမလည်းမယူဘူးပဲနဲ့မင်းတရားမရလေးမပြောနဲ့ ဘာလို့မယူ ဘူးလဲကိစ္စမင်းနဲ့ဘာမှမဆိုင် ဘာလို့မယူဘူး မင်းဘက်ကိုပိတ်တာ ဘဲကမစော်ကားနဲ့အမလေးဘဲဦးကလူရိုက်စားတယ်ငါ့ကိုဘယ်သူမှမစားဘူး ဟာဘသူမှလည်းစားလို့မရဘူးဘသူစားမစားငါမိမနေတိုင်းစားတယ် အမလေးဘဲဦး15နှစ်စားယူအခုမှငါ့ကိုစားတယ်ကောင်မ ဟာမင်းဘာစကား ဟုတ်တယ်ငါမကြိုက်လို့မင်းရတာလေဟာဟဲ့လူတွေကျောင်းရှိမှတိုင်းဘာလို့သူ့နဲ့လုံနေရတော့ဗျ
မိမလာတောင်းတာပြောခင်ဗျာသမီးများများကဖော်ချစ်ဖွယ်ကိုကြိုက်နေလို့ ဟုတ်တယ်လေကွာမင်းသမီးကငါလာတောင်းတာကွာဟာကြော်မကုန်းကြမကုန်းဗျာခင်ဗျားတို့2ယောက်ကို1ယောက်မှမပေးသားနိုင်ဘူးဗျာ ဒုံး2ယောက်ကမယူလေသူတို့ကယူပါလေ ဟာခင်ဗျားပြောရင်ကြိုက်ပါလားဘွားတော့ဗျာခုဖားပါကြကျုပ်ပြလိုက်လို့ပြေကုန်တော့မှာလေသွားနင်တို့လည်းအိမ်ထဲဝင်ကြတော့ ဟဲ့ပြင်းရနင်ငါတို့ရှက်ခွဲတယ်နော်အဲ့ဒီဖုံကြောင်သားချစ်ဖွယ်ဆိုတဲ့ကောင်နဲ့လုံးဝသဘောမတူဘူးနင်လက်ပွားဝယ်ယူဖို့စဉ်းစားထား ဟုတ်တယ်နင်ဒီနေ့စပြီးအိမ်မြေလုံးဝမထွက်ရအောင်ကြောစကားနားမထောင်တော့နဲ့သေပြီးတာမှသွားအိမ်ထဲဝင် မြမြမမွေးဘယ်သူနဲ့မွေးမှာလဲမြို့ကလည်းဝေးအနီးနားမှာလည်းလက်တရာမရှိဆီယာမနော်ဖောလာတာပြန်မလာဘူးဆိုရင်တေးကြတာတော့လေလက်ပွားကနင့်ကိုချစ်ဖွယ်လက်ထက်အပ်မှာမဟုတ်ဘူးငါလည်းအဲ့အောင်စဉ်းစားနေရဟာကိုနေပါဦး ဘာလဲမိမရေ ကိုပြောစရာရှိလို့ ဘာပြောမလို့လဲ အကိုကျုပ်ကိုချစ်တယ်နော် ဩဘာများလဲလို့မိမရေချစ်တာဗောမိမရေ ဒါဆိုရင်ကျုပ်ကိုပေးထားတဲ့ကလေးကိုမဖြတ်ရအောင်နော် ကျေးဇူးရှင် ဟုတ်ပြီလား ကျေးဇူးရှင် ဘာဖြစ်လို့ပြော ငါလည်းလိုက်ခဲ့ပါကွာငါလည်းလိုက်ခဲ့ပါ နားနဲ့လိုက်ခဲ့ပါကွာ ငါလည်းငါခေါ်တော့ပါရောငါခေါ်တော့လောက်ကြပါရှင်ဒီမှာကျမယောက်ျားလက်တွေလည်းဒီမှာပြုတ်ထွက်ကုန်တော့မှာပဲ ဟုတ်တာပဲကွာမင်းတို့နှစ်ကောင်လည်းဘာဖြစ်လာလဲ ဟုတ်ပြီလေဘာဖြစ်ရမှာလဲကွာငါမိမဘိုင်းတာနေလို့ပါကွာလိုက်ခဲ့ပါရော ငါမိမလည်းမွေးတော့မယ်ကွာရောဟုတ်တယ် ဘာလဲရှင်တို့ကကလင်းမွေးဖို့ကျမယောက်ျားလာခေါ်တာလား ဟုတ်တယ်လေ ဒီမှာကျမယောက်ျားတားဖွက်ဆံမှာမဟုတ်ဘူးရှင်ကလင်းမမွေးပေးနိုင်ဘူး ဟိုအေးအောင်အဲ့ဒါတော့ဟုတ်တယ်ကွာနော်ငါတားဖွားဆရာဝန်မဟုတ်ဘူးမွေးမပေးနိုင်ဘူးကွာ ရောချစ်ပွဲမင်းကလည်းဘာလို့မဖြစ်ရမှာလဲကွာဟိုတက်ကမက်ကြတော့လဲမင်းမမွေးပေးတာလေကွာ ဟုတ်တယ်လေကွာမပွေးတော့လည်းမင်းမမွေးပေးခဲ့တာလေကွာ အဲ့ဒါအရေးပေါ်မို့လို့ငါမွေးပေးလိုက်တာ ဟာအခုကအရေးပေါ်တာမို့အရာပါပေါ်နေပြီလိုက်ခဲ့ပါကွာဟေးကောင်ဗျာ ဒီမှာကျမရှင်းရှင်းပဲပြောမယ်ကျမယောက်ျားလေတခြားမိန်းမကိုထိရကန်တယ်ကျမလုံးဝမကြိုက်ဘူးအဲ့ဒါကြောင့်ရှင်တို့မိန်းမလည်းမမွေးပေးနိုင်ဘူး ။အော်နေရလဲဟာငါတို့မိန်းမကိုဒဇိယောက်ျားထိတာခိုင်းတာဘယ်ကြိုက်မလဲဟာ။ဒါပေမဲ့ဒီချိန်မှာမဖြစ်လို့ပါရော။လိုက်ခဲ့ပါနော်ရောနော် ငါနဲ့တူတူပဲကွာငါမိန်းမကိုချစ်ဖွယ်ဒီချိန်မှာထိချင်တယ်လို့ထိကန့်ချင်တယ်လို့ကန့်လှုပ်ချင်တယ်လို့လှုပ်ကွာခလေးထွက်လာပါအရေးကြီးတယ်ဟုတ်ပါကွာမြို့ပေါ်တော့လည်းမ ဒီမှာရှင်တို့မိန်းမရေလေရှင်တို့ကိုင်းတာခံနိုင်ပြီမဲ့ကျမယောက်ျားကိုင်းတာမကြိုက်ဘူးရှင် အေးအောင်ရအောင်နော်အဲ့တော့ဟုတ်တယ်ကွာမင်းတို့မိန်းမနှစ်ယောက်စလုံးငါတပြိုင်နဲ့မွေးပေးရမယ်ဆိုရင်ငါမမြော့သွားနိုင်နဲ့ ရှင်ကဘာလဲဝေးပြီးဖို့စဉ်းစားနေရ မဟုတ်ပါဘူးမိန်းမရေငါသဘောပြောတာပါနင်ကလေ အခုချိန်ကျမှကွာမျိုးတက်ပြီးစိတ်ုံကောက်ဖို့ဆိုမလွယ်တော့ဘူးကွာအချိန်မရှိတော့လိုက်ခဲ့ကြမှာကွာနော် မဟုတ်ပါဘူးမိန်းမရေငို့ဆွဲအောင်လေကဲပါအောင်ဟာဟုတ်တယ်လေမိန်းမရေမလုပ်နိုင်ဆွဲပါအောင်ဟာအဲ့ဒါပါနားလာပြီတော့နားလာပြီဟာဟိတ်ဟုတ်ကလည်းလို့အဲ့မလေးမိန်းမရေကဲဟုတ်လုပ်ပါအောင်ဟာဟိတ်ငါလိုက်တော့မဟုတ်တော့ငါမစူးနဲ့တော့ငါမစူးနဲ့မိန်းမငါလိုက်သွားတော့မဟုတ်တော့ဒီမှာဆွဲသွားတာနော် ကိုကျမဘလို့လိုက်သွားလဲကိုကျမသူတို့ဘုံကဘာဖြစ်သွားတာဟိုနှစ်ယောက်ရဲ့မိန်းမလေကလေးမွေးဖို့ဆိုပြီးလာခေါ်သွားတာမိန်းမလေဒီတော့မလိုက်နဲ့လို့ပြောနေအောင်ရအောင်ခေါ်သွားသေးရဲ့ဟိုကခေါ်လာနေနေသူလိုက်ချင်တာများများဟာဟုတ်တော့အဲ့ဆိုစိတ်အောင်နဲ့အောင်စိတ်နဲ့မွေးတော့မှာပေါ့ဟုတ်တယ်ဒီတစ်ခါတော့လေသူနဲ့လုံးဝမပေါင်းနိုင်တော့ဘူးဟဲ့လာအောင်မယ်ဘယ်ဝမ်းမှာလဲနေအခုအမေအိမ်ပြန်တော့မလို့ အော်နင်ကလည်းအဲ့လိုတော့မလုပ်ပါနဲ့ဟဲ့ချစ်ဖွယ်ကလည်းကောင်းတာတွေလုပ်နေတာပဲနင်ကလည်းနားလဲပေးလိုက်ပါနော် ဘာကောင်းတာလဲငါကလေသူများမိန်းမကိုထိရကန်တာကြိုက်မှမကြိုက်တာအခုကလေထိရုံကြိုက်ရုံတွေမဟုတ်ဘူးကလေးပါမွေးပေးရတာဆိုတော့နင်မဲစဉ်းစားကြည့်မရအောင်ဒီတစ်ခေါက်တော့လေဒင်းကိုလုံးဝခွင့်မလွတ်နိုင်ဘူးဟောလာအောင်မယ်ဟဲ့လာအောင်မယ် ဟောကြားတယ်နော်ကြားတယ်မိန်းမအော်တယ်ကွာဟဲ့အော်တယ်ကွာလာကမွေးလာဒီဘယ်ကိုခေါ်လာလဲငါမိန်းမမွေးတော့ပါလေကွာဟဲ့ဘာမငါမိန်းမလည်းမွေးတော့ပါကွာမင်းငါမိန်းမမနဲ့ကလည်းဘာရင်နာတာကွာငါမိန်းမရင်နာတာငါမိန်းမရင်မွေးပါကွာဟဲ့မင်းကမဘဲချိန်နာတာကွာအခုပိုးလာတယ်လူမွေးဟဲ့ငါမိန်းမရင်နာတာငါမိန်းမရင်မွေးပါကွာဟဲ့ဘာလို့မင်းများနေရောဟဲ့မင်းကလည်းချပ်လာနိုင်တော့မိန်းမရင်မွေးပါကွာလားကြားတယ်ကွာဟဲ့ရောက်နေတို့တော့ဘာဖြစ်နေလဲဟမ်
မင်းတို့မိမတွေရဲ့ဖြစ်စဉ်ကိုငါကြည့်မယ်နော်ဘသူ့ကိုအရင်မွေးရမလဲဆိုတော့ငါဆုံးပြမယ်အေးမင်းတို့ကောင်သွားစေးကမှာကိုကြီးကြီးတော့ခေါ်ခလေးမွေးဖို့တဲ့လိုရတဲ့ပစ္စည်းတွေတခါတည်းယူခဲ့ပါလို့ပြောလိုက်ပြေးစေးဖို့ဘာလို့နေမှလည်းမသိဘူးတော်တယ်ကွာ ဟဲ့ဟုတ်လားချစ်မမကြားရနော်သွားမင်းသွားသွား မင်းသွားပါလားမင်းရလာပြီးတော့ ဟောမချစ်မွေးမင်းကကြည့်နေပြီကွာမင်းသွားခေါ်လေကွာ ငါမိမကြည့်လို့ငါရှိနေမှဖြစ်မှာပေါ့မင်းသွားလိုက်လေ ချစ်မွေးကြည့်နေတယ်ကွာမင်းမလို့ဟုတ်ကွာသွားရသွား ဟဲ့မင်းကဘယ်လဲလားဟဲ့နော်ဟဲ့မလုံးနဲ့နော်ဒီဘက်ကလာကွာ ချစ်ပွဲပမာတော့လို့ ဟဲ့အုံးစိ ချစ်ပွဲနေရပါငါဝန်ကလေးကချစ်ပွဲငါရမွေးနေပြီငါမွေးပေးပါတော့ အေးပါငါမွေးပါမယ်နော်ဟာလေ ဖိုင်နာလေ ဟဲ့အုံးစိနင်ပိုက်အနေဒါနည်းနည်းတော့မွေးဖို့လိုဦးမယ်ဟာ မဟုတ်ဘူးငါရန်နာနေပြီချစ်ပွဲ အေးပါဟုတ်ပါတယ်နည်းနည်းလိုသေးတယ်ဒီလိုပါလားငါစိတ်အောင်ငါခါသွားကြည့်လိုက်အောင်မယ်နော် မတော်နဲ့ချစ်ပွဲငါမထားနဲ့ငါပါရန်နာနေပြီ ဩငါမထားခဲ့ပါဘူးဟာငါပြန်လာမှာပါနော်ဟိုဘက်ကခါသွားကြည့်လိုက်အောင်ဟုတ်မလားဟိုဘက်ကလည်းဘိုင်းနေလို့အော်နေတာဟာ ပါပါနဲ့ နော် ငါရမွေးပေးခဲ့ပါ အေးပါဟာငါပြန်လာခဲ့မယ်ပြန်လာခဲ့မယ်အေးပါငါပြန်လာမယ် ဟိုမချစ်မွေးလာနေပါပြီဟာချစ်မွေးငါမင်းမမွေးတော့မလား ဟာမင်းမငါမကြည့်ရသေးဘူးလေဟေ့ဟိုကောင်မိန်းမတော့မွေးဖို့နည်းနည်းလိုသေးတယ်အဲ့တော့မင်းသွားကြည့်နေလိုက်နော်မင်းမငါသွားကြည့်မယ်သွားစေဦး ချစ်ပွဲလောက်ပါရဲ့ငါမွေးချင်လာပြီအရန်နာလေ နေပဲမွေးတော့မှာဟာ ဟုတ်တယ်ငါမြန်မွေးပေးပါချစ်ပွဲငါအရန်နာလေ အေးပါခဏတော့ငါပြန်လာခဲ့မယ် ချစ်ပွဲကလည်းကြောက်ကိုထားခဲ့တယ်ဘိုင်းနာလေလို့ ဟုတ်စိ လာတော့ဘာလာလာတော့ ငါနေကိုလာကြည့်တာလေငါ့ကိုပြသမှာဟာနေနေ ငါ့ကိုပြအောင်တော်လည်းဘာဆိုင်တော့လဲ ဟိုလေချစ်မွေးငါ့ကိုလာကြည့်ခိုင်းလို့လာကြည့်တာပါဟာ တော့ဘာနာလဲလို့လဲကောလာထားဟုတ်ပါဘူးကောထားလားကောထားလား မင်းမမွေးပြီလားချစ်ပွဲမင်းမမွေးပြီလားမင်းမမွေးပြီလား မမွေးသေးဘူးကွာ ဟာဟဲ့မင်းကငါမင်းမခနဲ့ဘာလို့လုပ်နေလဲ ချစ်မွေးကြည့်ခိုင်းလို့ငါသွားကြည့်ရလေကွာ မင်းကဘာလို့လုပ်လဲချစ်ပွဲဘာမှလဲချစ်ပွဲချစ်ပွဲ ကိုရွှေခမပစ္စည်းတွေအကုန်ပါတယ်မလားလာမြန်လာဒီမှာစိန်ဝမွေးတော့မှာလာ ဟာရောက်ဆရာဘာလို့လာလဲကွာငါမင်းလာလေကွာ အေးပါကွာငေါလို့ပါ စေဦးညစ်တာနော်ထိုးတော့မယ်ညစ်တာပါအားနေစားဟုတ်ပြီထိုးတော့မယ်ညစ်ဟုတ်ပြီထွက်လာပြီနော်အေးဟုတ်ပြီညစ်ဟုတ်ပြီညစ်တာအေးမွေးပြီဟာတညင်းပြီဘာလေးလဲ မင်းကလေး ဟာငါမင်းမမွေးပြီလားကွာငါကလည်းပဲပြပြီကွာနေရောမင်းဝင်လို့မရသေးဘူးကိုရှိကျွန်တော်ချက်ရိုးဖြတ်ပြီးသွားပြီဟိုခင်ဗျခလေးကိုတန်ရှင်းနေပါလုပ်ပေးထားလိုက်နော်ကျွန်တော်ဟိုကတော့မွေးပေးလိုက်အောင်မင်းမလည်းကွာမွေးကန်ဒီဖွားကန်တို့ဒညင်းသေးတယ်ဘလောက်တော့ဆွတ်စားတာလည်းမသိဘူးငါမှလေခလေးတစ်ခါမွေးရတာအိမ်သာကျွေးနဲ့ကြာနေတယ်လို့ပဲနန်းဟောင်းနေရပဲကွာ အဲ့ဒါဒီတော့မပြောပါကွာငါမိမတော်တော်နားနေပြီကွာ လာပါပြီကွာ ချစ်ပွဲငါရမွေးချင်နေ အေးငါမွေးမယ်အောင်စိန်ရေနော်နေအားရပါလားညစ်ပြီတော့ဟုတ်လားအေးညစ်တာကန်နေဟာမွေးပြီမွေးပြီကွာမွေးပြီချစ်ပွဲငါဝင်ကြည့်လို့ရပြီလား အေးရပြီလားဟာမလေးကိုရှိပစ္စည်းလေးတင်းခဲ့တော့ဗျာဟာမလေးမောတာကွာဟိုတယောက်ကလည်းနန်းနေတယောက်ကလည်းငါ့ကိုခြေထောက်နဲ့ကန်နေဟိုဘာဖြစ်နေရတော့ဟောဗျာ ချစ်ပွဲဟဲ့မင်းဘလို့မွေးပေးလိုက်တာလဲကွာ ဘာဖြစ်လို့လဲ မင်းမွေးပေးတဲ့ငါကလေးကဒီကောင်နဲ့တူပြီးတော့ဒီကောင်ကလေးကငါနဲ့တူနေတယ်ကွာ ဟုတ်တယ်အေးဒီကောင်ကလေးကငါနဲ့တူတယ်ငါကလေးကဒီကောင်နဲ့တူတယ်မင်းဘလို့မွေးလိုက်တာလဲကွာ ဟာ
အဲ့တော့ငါဘယ်လိုလုပ်ပြီးတိမှလဲကွာငါကလေးမွေးပေးအောင်ပဲမွေးတာလေလောက်တာမင်းတို့ကောင်တွေလောက်ကြတာလေဟမ်မင်းတို့ကောင်တွေကွာနေတော့လေအိမ်ကြီးကဖိချင်းပေါက်ဘာစရာတွေရှုပ်ကြလဲမှမသိတာအေးအဲ့ဒီကိစ္စကိုသိချင်မင်းတို့မိန်းမတွေပဲတွားပြန်မေးလိုက်နော်ဘာကောင်တွေမှလည်းမသိဘူးမောရတယ်ကြားတယ်ဝါအောင်စေတူစီအောင်ရှာလို့ဒီမျက်နှာနီးတော့ငါတူရလားကွာအော်ညနမိုင်းပါငါထင်ထားတဲ့အတိုင်းပဲထုံးစံအတိုင်းမိမအိမ်ပေါ်ဆင်းသွားပြန်ပြီမို့လားသိကြတော့ပေါ့ကွာအဲ့တော့တိတ်ပြီးတော့ရှည်ရှည်ဝေးစဉ်းစားမနေပါနဲ့ချစ်ဖို့ဟာထုံးစံအတိုင်းပဲသူ့အမေသာလိုက်သွားပြီတော့ငါလိုက်ခေါ်လိုက်အောင်မေလို့ခေါ်သူပြန်လိုက်မှာမဟုတ်တော့ဘူးအဲ့တော့မင်းအိမ်သားပြန်มาတော့ကိုဝေရဲ့ကျွန်တော်လှအောင်မေကိုစကားနည်းတော့ပြောချင်သေးတယ်မင်းကိုအမေနားလဲပါတယ်မင်းမှအပြစ်မရှိဘူးဆိုတာလည်းသိတယ်ဒါပေမဲ့ဒီနေ့ကတော့ तू ဘလို့မှထွက်တွေ့မှာမဟုတ်မင်းအိမ်သားပြန်လိုက်ပါကိုလှအောင်မေမိမကိုတောင်းမှပါတယ်မိမရဲ့နောက်ကိုလေမိမမကြိုက်တာကိုဘယ်တော့မှမလုပ်တော့ပါဘူးကိုကတိပေးပါတယ်နော်အခုလောလောဆယ်တော့ကိုပြန်တော့မယ်နော်မိမစိတ်ဆိုးပြေမှာပဲကိုလာခေါ်လိုက်တော့ကျွန်တော်ပြန်တော့မယ်ချစ်ဖွယ်ချွေကြီးငါထမင်းယူလာထမင်းစားလာနင်ဘာမှမစားရသေးဘူးမှတ်လားကျေးဇူးပါပဲတကယ်ချင်းဟာချွေကြီးနေပိုက်ကြီးရင့်လာတယ်နော်ဆရာမနော်ဘောလာနေကိုဘယ်တော့မွေးမယ်လို့ပြောတာလဲဒီရက်ပိုင်းပဲဟာဒီရက်ပိုင်းဟောဒီရက်ပိုင်းဆရာမနော်ဘောလာပြန်ရောက်မလာရင်နေဘယ်လိုလုပ်မှာတော့ချစ်ဖွယ်ဆရာမပြန်ရောက်မလာဘူးဆိုရင်လေနင်ငါ့ကိုမွေးပေးလို့မရဘူးလားဟုတ်ပါမလုပ်ပါနဲ့ရွှေကြီးဟာငါဝမ်းတာငါသာဒီဆိုပေမဲ့ငါအကြောင်းနေရောတရွာလုံးအကုန်လုံးသိပါတယ်ဟာနေကိုမွေးပေးဖို့ကိစ္စကိုငါမင်းမဘလို့နည်းနဲ့မှလက်ခံမှာမဟုတ်ဘူးအေးအဲ့တဲ့ပို့ဆိုတာတန်ကြောင်းနော်နေလင်ကဘလို့နည်းနဲ့မှလက်ခံမှာမဟုတ်ဘူးအဲ့ဒါတော့ဟုတ်ပါတယ်ငါလည်းသိပါတယ်ဒါမဲ့ငါလည်းတအူးဆိုတော့ကြောက်တာပေါ့ဟာဆရာမသာအချိန်မီပြန်ရောက်မလာဘူးဆိုရင်ငါတန်နဲ့ငါပဲရှိပါသေးတော့ဟာဟဲ့ရွှေကြီးဟောဒုက္ခပဲဟာနင်ကအဲ့လိုကိုဝင်ကြီးနဲ့မငုံနဲ့လေဟာမငုံကောင်းဘူးငါငိုချင်လို့ငိုတာတော့မဟုတ်ဘူးဟာတော့ဝမ်းနဲ့ပြောကြလာတာငါဘယ်သူမှမွေးပေးမှလည်းနေမမွေးပေးကဲပါရွှေကြီးဟာဟဲ့ကိုဝင်ကြီးနဲ့ငိုမနေနဲ့နော်ဘာမှလည်းစိတ်မကောင်းဖြစ်နေတယ်ကြားလားနေမွေးပေးမှရမှာပါဩကဲပါဟာငိုမနေနဲ့တိတ်တော့ဟုတ်ပြီလားနော်တိတ်တော့ဟုတ်ပြီလားအေးပါအေးပါအဲ့လိုလုပ်ပါနင်ကလေစိတ်မကောင်းစရာဘာမှတွေးမနေနဲ့နော်ထင်သားပဲသမင်းကြိုင်ဆွဲလာတာမြင်နေတာနင်းလင်ငယ်ကိုသွားကြည့်မယ်ဆိုတော့ငါထင်ပြီသားတန်ကြောဟာဖြစ်ပါလေမင်းကွာငါမဒီလိုနေထိုင်อยู่မင်းလှုပ်ချင်လေဟာတန်ကြောမင်းဘာလို့တရားတွေပြောနေတာလဲဟေ့ရောက်ငါတော့တငယ်ချင်းနေလေကွာအခုလည်းခိုးရင်လည်းကိုဖြစ်နေပြီ
မင်းကလည်းငါနဲ့ရွှေကြီးနဲ့မောင်နှမလို့ဆက်ဆက်နေတာပါမင်းကလည်း တဲကြောင်ရမင်းမောင်နှမလို့တဲ့ပူလာကြိုင်လာတဲ့ကွာအဲ့ဒါပူရပါလက်ကွာဘာလို့အမှုကြည့်အောင်လို့မင်းဝင်းပြီးအားချောင်းမနေနဲ့တော့ဟဲ့ဟေ့အမှုကြောင်လို့မင်းလုံးနေတာမင်းလုံးနေတာ တော့ကြပါတော့နင်တို့ကမူးနေနဲ့အိမ်ပြန်ကြတော့ အော်မာနေလည်းမနေနင်းလင်းနေတော့ပါချင်းနေဟာဟဲ့မင်းဘာဟုတ်လဲမဝင်းနေမင်းကငါမင်းငါကြိုက်တယ်လို့မင်းမဆွဲဟဲ့မင်းလည်းမလုပ်နဲ့ဟဲ့မင်းတော့ငါကောက်မင်းတော့ဟဲ့ငါပြောနေတယ်ဟဲ့လုံးမေကောလည်းငါလုံးနေတာအောင်မယ်မင်းတော့ကောက်လို့နားတော့မယ်ဘာဖြစ်နေရလဲဟဲ့ဘာဖြစ်နေလဲပြောမင်းငါသားမဟုတ်ဘူးအဖေသားလေးဗျာငါသားဖြစ်သားတယ်ဘာလို့အဲ့တော့မရိုက်တာလဲဒီပါလေဒီပါရောက်ငါသားမင်းငယ်ငယ်တော့ကလေမင်းရဲ့လက်ပွားလေးမှာလေခုနာပေါက်တော့လေပေးအိမ်မပြောမှဆိုလို့ငါမှအာငွေလေးပေးပြီးတော့ပြည်ဒီကိုမျိုးချခဲ့ရတာလေကွာဟာဗျာအရေးအမအစတသက်ကိုတော့ခင်းနေလေတယ်ဗျာတော်တယ်လားဟေ့မင်းကငါမေးမယ်မင်းအမှန်တိုင်းတော့ငါမိမလည်းမဖြစ်နေဘလောက်ကြာခဲ့တော့ဟေ့တန်းကြောင်မင်းလွန်လာပြီနော်မင်းငါတိုက်ခါကိုစော်ရတယ်ဆိုတော့ငါ့ကိုမပြောနဲ့တော့ရအေးမင်းအပြေးမှာတိုက်ခါကြမှာဆိုအခါထဲမှာခေါ်လို့ရတယ်မတော်ဘာကြီးလဲဘာကြီးဘာကြီးရတာလဲအဲ့ဒါဘာကြီးလဲဘာကြီးလာလဲကလေးမွေးတော့မှာဟာမွေးတော့ပါမွေးတော့ပါအဲ့ဒါရန်နေနေပြီမွေးတော့မယ်ဘယ်လိုလုပ်မလဲမင်းမပေးအောင်မင်းမွေးပေးလိုက်ဒီကွာဘယ်လိုမွေးလို့ရမှာလဲအခုတော့ဒီတော့ပြဿနာတက်နေတာသွားမွေးပေးလို့ချင်းဒီကောင်ကျတော့ပြဿနာရှာမှာဗောဗျာမင်းပြောလေကွာမင်းပြောလေယောချစ်မငါမမွေးပေးပါကွာဘာအခုမှမွေးပါလဲငါလုံးနေတာဦးမယ်လုံးဝမွေးမပေးနိုင်ဘူးနော်မွေးမပေးနိုင်ဘူးအဲ့မွေးတဲ့ကိစ္စနဲ့ငါမိမအိမ်မော်ဆင်းသွားတာအခုအိမ်မော်တော့ပြောင်းသေးတာမဟုတ်ဘူးကွာချစ်မမင်းအလုပ်လုပ်လို့မရဘူးလေကွာမွေးလာနေတယ်ပြီမင်းလုပ်ပေးလိုက်ပါမွေးပေးလိုက်ပါမွေးပေးလိုက်ပါကွာဒီကောင်တော့ပြီးတော့မွေးလို့ရမှာတော့ငါတောင်းပေးပါလေမွေးပေးပါကွာလုပ်ပါဘယ်လိုလဲဘယ်လိုအဲ့ဒါဆိုဆေးကတော့မလားအဲ့ဒါတော့အချိန်မရှိဘူးလာပါလေကွာမပဲမင်းတော့မင်းပါလေငါမင်းတော့လုံးချင်နေပြီနော်မင်းကတော့လုံးချင်နေပြီဘာကြအားရရှိတယ်အမေစုလုံးလို့သာပြန်လာရတယ်ပြန်လာချင်တာကိုမဟုတ်ဒီကရှော့ပေးလို့မရဘူးနောက်တစ်ခါဆိုတော့လေလုံးဝမရဘူးဟဲ့လောင်းမယ်ယောက်ျားချစ်ပွဲမရှိဘူးရွှေကြီးကိုခလေးမွေးဖို့ဆိုပြီးစေးကန်းပါသွားတယ်ဟမ်ရွှေကြီးကိုကလေးမွေးပေးဖို့စေးကန်းသွားတယ်ဟုတ်လားဟုတ်တယ်ဟိုရွှေကြီးကနင်းယောက်ျားချစ်ပွဲကိုထမင်းကြိုက်လာပို့တာအဲ့ချိန်မှာဘိုက်နာလာလို့ဆိုပြီးတော့စေးကန်းကိုခေါ်သွားတာဒီလောက်ပြောထားတာမရအောင်ပြက်ပြီဒီတစ်ခါတော့တကယ်ပြက်ပြီဒီကိုအိုက်ပါနော်ဒီကိုအိုက်ပါအိုက်ပါနေနေလို့ဒီမှာငါဘယ်လိုဝင်လို့ရမှာလဲငါရိုက်နေတာကကားလားငါလည်းဆက်ပါလေဆိုရမယ်ဒီကမှဆက်ရတယ်ကားလည်းရှိတော့ကားပဲလိုက်ဟဲ့မင်းမလို့မရိုင်းလိုက်တာမရိုင်းလိုက်ဘာလို့ကားခိုင်းနေရလဲဝေးလို့ရမှာဘောပါမင်းချစ်မွေဟမ်ဘာလဲကျင်းနိုင်ကွာမင်းမျက်လုံးလေးပွားလေးစီးပြီးတော့ငါမိမကိုမွေးပါလားကွာငါတောင်းမှပါလေဟိုဒီတော့ပွားစီးဘလို့ဝင်လို့ရမှာလဲဒီမသိလည်းမပြောတတ်ပါနဲ့ဟာဒီမှာဒီကောင်မလေးငါမိမမျက်နှာကိုမြင်သွားပြီဆိုငါ့ကိုတော်တော်ဖိတ်တော့မှာဟာဒါလည်းကောင်းတော့ပါကွာဒါလည်းကောင်းလာပါလေမြစ်ကြီးရောကောင်းပါလားညစ်တာထွက်တော့မှာတော့မင်းအဲ့ထွက်တော့ဘာပြောရလဲခလိုက်ခေါ်ပါမယ်မတော်ပါဘူးကျမမင်းလိုအပ်တာပဲလုပ်တော့မလိုအပ်တာတွေမလုပ်နဲ့သိလားကလေးကိုပဲအာရုံစိုက်တခြားတွေခုမှမကြည့်နဲ့ဩဟဲ့တန်းကြောင်မင်းအကိုလေးကြောက်တော့မနေနဲ့နော်ငါဘယ်နေရာမှမကြည့်ဘူးမင်းမရဲ့ဖြစ်စစ်တဲတဲ့ကိုပဲငါတရားကြည့်ပြီးမွေးပေးနေတာကွာမလေးအဲ့ဒီဖြစ်စစ်ကိုကြည့်ပါမယ်ငါကြောက်နေတာကွာမလေးဒါကြောင့်အထက်ကနေမနှောက်ရှောက်ကြမှာတဲ့ဟဲ့အင်္ဂလိပ်မှာလာတော့ရော့အစီအစဉ်ပါရောက်ပြီဘာတော့မာလာတော့အင်္ဂလိပ်မာလာတော့ဟုတ်ပြီပြူလေးနေတာအင်္ဂလိပ်မာလာပြူလေးအင်္ဂလိပ်ဟာမွေးပြီဟဲ့တန်းကြောင်ရင်မင်းမမွေးပြီကွာဘာလေးမူရလဲကွာဟဲ့ယောက်ျားလေးမာလူကြီးကွာကျွေးကြီးဝလာဟာ
လို့ပြစ်စီမှာကွာတောင်းလို့ပါဟိုရွှေခင်ဗျဝင်ရအောင်ခရဲတန်ချင်းလုံးရမယ်ပြီးအောင်ပြအောင် ရွှေကြည်မွေးတယ်ဆိုလို့လာတာဟေးမပွေးတို့အုံးစုံလို့စိတ်အုံတော်ရောက်နေတာကို ဟုတ်တယ်မရေညဘုံစားဘိုင်းနာပြီးမွေးသွားတာ ဩညီကဘယ်သူမွေးပေးတာလဲဆရာမနော်ကပြန်ရောက်နေပြီလား ဆရာမကပြန်မရောက်သေးဘူးကိုချစ်ဖွယ်မွေးပေးတာ မဲချစ်ပွေကဘယ်ဆိုးတော့မပွေရောအုံးစိန်ရောစိန်အုံးကိုရောမွေးပေးလိုက်တာပဲ ကျုပ်တို့အားလုံးကလေချစ်ဖွယ်ရဲ့လက်ထက်တေးကြီးပဲ ဒါမဲ့နော် तू ကအကျင့်မကောင်းတော့ ဟဲ့ချစ်ဖွယ်ကမွေးလုံးဖားတော့နင်တို့မတော်ရလုပ်လို့လား ဩအမကလည်းမွေးလုံးဖားတော့မတော်တော်လှုပ်လို့ရမလားအမရဲ့ तू ကလေကျမယောက်ျားနဲ့လမ်းမှာတွေ့ရောလေမင်းမိမငါလက်ထွက်တော့ငါအကုန်မြင်ပြီးတော့ပြောင်းစီစီနဲ့ပြောတာတော့ ကျုပ်တို့လည်းအဲ့လိုပဲပြောတာပဲ ဒါပြောတာပဲညီရလေ ဩအမလည်းအမှန်ဆိုပေမဲ့လည်းအမ ချစ်ဖွယ်ကလေမွေးတာဖွာတာတော့တော့ပါတယ်အမရဲ့စီကံလည်းရှိတယ်ကိုကျင့်တရားလည်းကောင်းတယ်ယောက်ျားဆိုရင်မစိတ်ချရပါတယ် မဲညီချစ်ဖွယ်ညှိုးလိုက်လား မညှိုးတာမဟုတ်ပါဘူးမရဲ့ရွှေကြီးကအမှန်ကိုပြောတာကျုပ်ကရိုက်လိုက်ကုတ်လိုက်လို့ဒါလေတင်းဒုက္ခရောက်သွားတာ အဲ့ဒါတော့လीမြက်မြလည်းပြောတယ်တော့ဝေးပေးပြီလို့ထွက်လဲထွက်လာတော့ချစ်ပွဲခင်ဗျတာခွေရိုင်ကိုဖြစ်လို့တဲ့ ကျုပ်တို့တော့လည်းဒီလိုပါပဲတော့ကျုပ်တို့ကသာရှက်နေရသူကတော့သူ့လို့လေချစ်စီရကောင်းလိုက်တာကွာပိတိုင်ညနေရတယ်ပူလာမင်းကြာနေတာပဲကွာမလေးဟိုကြည့်ကြစမ်းမအောင်ဗျာကျွန်တော်သားကြီးဟိုဒီပြီးလို့ပါဗျာပြီး အေးပါဟဲ့မလေးနေတော့ချစ်စရာကြီးဟဲ့ ခဏပေးပါဦးအမလေးဟောင်းကောင်းလေးအမလေးအချောတော် ကျော် ကျုပ်ကိုလည်းကြာကျုပ်ကိုလည်းကြာ ကျောက်သားချောလေးနော် ဟေးဒီမှာကြီးလာရင်သမတ်တော်တို့ပြင်ထားကြ အဲ့တော့ဒီရဲပြောင်းနေတယ်ပေါ့လေ ပြောတာဟုတ်ကကျွန်တော်ရဲ့တက်ဦးပဲတက်ဦးယူတယ်ကျွန်တော်ငကိုတဲ့ပေါ်တော်နေတော့ဒီခါပို့ယူသွားတာပေါ့ဗျာ ဒါကြောင့်မြတ်သာကြွားနေတာကလေးလေးကချောလေး အချော အဲ့ဒါပဲလေဒီနေ့မတူ မတူတော့ဟုတ်တယ် ကြောက်လဲအဲ့ဒါပြောလို့ခလေးကချစ်ဖွဲနဲ့တူတာတော့ ဟောချစ်ပွဲ ဟုတ်တယ်မျက်လုံးလေးမျက်ခုံးလေးနှာခါအကောင်လုံးချစ်ဖွဲမှာချစ်ဖွဲပါတော့ ဟုတ်ပါတော့နှကန်းလေးကလည်းချစ်ပွဲမှာချစ်ပွဲပဲမကြည့်လိုက်တူရမလားချစ်ပွဲမှာ အေးပါချစ်ပွဲရုပ်ကလေးတော့ မနှောက်ကြပါနဲ့ ဩကြောက်ကနောက်နေတာမဟုတ်ဘူးရွှေကြီးရဲ့မတင်တူလားမတူလားမတင်ကြည့်လိုက်ဒီမှာကြည့်လိုက်တူလား ဟဲ့စကားနောက်တရားပါဖြစ်ကုန်တော့မယ်နော် ရွှေကြီးနေရဒီကောင်ကိုကြိုက်နေလို့မို့အဲ့ဒီကလေးကဒီကောင်နဲ့တူတော့နေပါဘောဟာ ကိုတန်ကြောင်ရှင်ဘာဖြစ်နေရလဲဘာလျှောက်ပြောနေရလဲ ဒီမှာရွှေကြီးငါဒီကိုတော့ပိုင်ရတာဒီရဲ့စိတ်ကိုငါမပိုင်ဘူးနော်နေစိတ်ထဲမှာအိုက်ကောင်ရှိနေလို့ဒီကလေးကအိုက်ကောင်နဲ့တူနေတာတူနေတာ ကိုတန်ကြောင် ဒီမှာတော့ပိတ်တာတော်ပြီငါလောကဒီမှာလိုက်တော့ငါဘွားကမျိုးဒုက္ခပေးရကောင်အဲ့ကောင်ငါနဲ့တွေ့ပဲအဲ့ကောင်ငါတွေ့ပဲအဲ့ဒီကောင်လည်းပါကွာ ကြောင်ကြောင်ဟဲ့ တန်ကြောင် ဒီမှာနေစိတ်ကမှာစီးနေတဲ့အဲ့ကောင်ငါသွားတယ်မယ်ကြောက်ကြောက်ကြောက်တော့ဆလာမဟုတ်ဘူး ချစ်ပွဲ ဟာအုပ်ကြီးပါလား လူရှင်နဲ့ချင်းရွေးပြီးလာတာတော်ပါသေးတယ်တယောက်မှမရှိလို့ ဦးကြီးကျွန်တော်ဘာလို့ပေးရမလဲဟိုဘာလဲအုပ်ကြီးနှလုံးနဲ့ရမ်းခုန်နေလို့လားဟိုကျွန်တော်သွေးပေါင်ကြီးစမ်းပေးရမလားဒါမှမဟုတ်ဝိတ်ချိန်မလား တခုမှမဟုတ်ဘူးငါချမ်းမကြီးတောင်းပြီပဲ ဩအဲ့ဆိုကျွန်တော်ဘာကူညီပေးရမလဲ ကွန်းတော့အေး အုပ်ကြီးကျွန်တော်ကိုမစားဘူးအုပ်ကြီးစားခြင်းကိုယ့်အစံမတော့ဝယ်လीဒီမှာဆေးတွေပဲရှိတာ အဲ့ဒီကွန်းတော့ကိုပြောတာမဟုတ်ဘူးစားတဲ့ကွန်းတော့မဟုတ်ဘူးကွာငါပြောတဲ့ကွန်းတော့ကဘူးဟိုမိမတွေလေမိမတွေကိုယ်ဝင်မရှိအောင်ယောက်ျားတွေတုံးတဲ့ကွန်းတော့ပုတ်လိုက်ရင်ကွာဘူစီပေါင်းလေးလိုဖြစ်သွားတာ အုပ်ကြီးကိုတော့အောင်ပြောနေရလားဩရှိတယ်ဒီမှာဒါလေရောအော်နေပါဦးအုပ်ကြီးမိမသွေးဆုံးနေရွယ်ရောက်နေပြီလေဒါသုံးစရာမလိုပါဘူးကိုယ်မရဘူး ငါမိမတော့မဟုတ်ဘူးအဲ့ဒါဆိုဘယ်သူတွေလဲဟိုမပီစီအတွက်အုပ်ကြီးကျန်းလာပြီလား တခါတည်းပါ မပိစီယောက်ျားလားမသိဘူးနော် ဟုတ်ကွာမပီစီကပြိုကြီးပါကွာပြီးတယ်
ဟဲ့ကောင်ကြောင်ပြီးတော့ချစ်ပွဲ ဟဲ့တန်ကြောင်ဘာဖြစ်လာလဲ မင်းငါမိန်းမောင်တနက်ဆက်ဖြစ်အောင်မင်းလုပ်ခဲ့ရကွာ ငါမလုပ်ပါဘူးငါဘာလို့လဲမလုပ်ပါဘူး ဘာလို့မလုပ်ပါလဲ မလုပ်ပါဘူး ငါမိန်းမနဲ့ငါနဲ့မညာကြီးကြတဲ့ငါမိန်းမရဲ့ဆိုင်မှာမင်းကိုတနက်ဆက်ဖြစ်အောင်မင်းလုပ်ခဲ့ရ မလုပ်ပါဘူး အဲ့ဒီစိတ်နဲ့အခုကဝေးလာတဲ့ကလေးရတယ်ငါနဲ့မတူဘူးနဲ့မင်းနဲ့တူနေတာကွာ မတူတော့ပါဘူး ငါတော့ဝိုင်းပြောနေကြပြီငါရှင်းတယ်အဲ့စိတ်ကိုမင်းလုပ်ခဲ့တယ် တတ်တော့လို့ဟာတယ်အဲ့ဘာဖြစ်လဲတတ်တော့လို့လာပါဟုတ်ကောဟာလဲလို့ဟာဒီကောင်ဘာဖြစ်လဲတော့ဘာထိုင်ဘာထိုင်တက်တယ်တော့ထိုင်တက်တယ်အဲ့ဂရီမိုတင်ဂရီမိုတင်မင်းမပြောပါဘူးလာဟဲ့အဲ့ဒါမလုပ်နဲ့ညီဟာလေတရားနဲ့တရားမချစ်တာလည်းမဟုတ်ဘူးတို့နှစ်ယောက်သလုံးစိတ်ဆင်းရဲရဘာလုပ်နဲ့ပြန်လိုက်တော့ မင်းကလည်းသူ့လုပ်နေရကိုတမီးမမကြိုက်တာ နေစမ်းမအောင်နေမကြိုက်တာလုပ်တယ်ပြောအောင် तू ကအရက်တောက်ဖဲရိုက်နေလို့လားကြက်တိုက်နေလို့လားဒါမှမဟုတ်လို့ရှင်မွေးစေဝါတွေလုံနေလို့လား तू ကလေရွာမှာတားဖွားဆရာမမရှိလို့ကလေးမွေးပေးတဲ့ကိစ္စကိုဟေးညီကဂုံတောင်ယူအောင် အမေကလည်းဘာကိုဂုံယူရမှာလဲတခြားမိန်းမတွေကိုလေဟိုကန်ဒီကန်လုပ်နေအောင်တမီးကဂုံယူရမှာလား ညီအပြစ်မရှိပြစ်ချနေတာပဲအဲဘာပြောရေညီတောင်ကြုတ်ရေကိုဆင်းမလားနဲ့ မေတကယ်လား တကယ်ပြောတာအခုလက်မခံသွားလိုက်သွားတော့ မင်းကလည်းမလိုက်ပါဘူးဆို မလိုက်ဘူးလားညီတကယ်မလိုက်ဘူးလားမလိုက်ဘူးတော့ငါကျဲချုံမှာတော့ကျဲချုံမှာတော့ကျဲချုံမှာမပြေရအောင် ကိုချစ်ပွဲရှင်းအိမ်မှာဘာထိုင်တော့နေရလဲလာအိမ်ပြန်မယ် အေးမိမအေးမိမလေးပြန်မယ်နော်ဘာမိမ မင်းမိန်းမများများလေကိုရရင်းနေပြီနော်ဟိုကောင်ချစ်ပွန်တယ်ပဲမင်းမွေးပါလား ဟာအဲ့ကောင်တွေကငါမမွေးချင်ပါဘူးကွာငါမင်းကမွေးကနေဆရာမတော်ဖိုးလာပြန်လာကောင်းပါပဲ ဟာမင်းကလည်းဆရာမပြန်လာပေါ့လွယ်မလွယ်တာကြောင်ချစ်ပွေကြီးလည်းကောင်းပါတယ်ကွာငါမင်းမသူချစ်ပွေကြီးနဲ့အဆင်မပြေလို့ မင်းကလည်းကွာ ဟောချစ်ပွေကြီး ဟာထွန်းလား ဟေးချစ်ပွေ မင်းကလေးရောနေကောင်းရဲ့လား ကောင်းတယ်ကွာ ဟိုကောင်လှထုံးကြီးနဲ့ရောမင်းတို့ခလေးချင်းလဲကြအောင်မလား ဟာမင်းမလဲတော့ပါဘူးကွာအခုကလေးကကြီးတာတော့ငါနဲ့တူလာပြီကွာမင်းက အမတဲ့ဟုတ်ပါလားဟုတ်ပါပြီရောက်မင်းမိမနားလဲတိတ်ကပ်မနေနဲ့ဦးနော်45ရက်လောက်တော့စောင့်လိုက်အောင် ဟာချစ်ပွေမင်းကလည်းကွာအဲ့လောက်တော့ငါလည်းနားလဲပါတယ်ကွာမင်းကလည်း အော်ရောက်ဒါနဲ့စကားမဆက်ဟိုမင်းမိမမှာအမှန်ရကြီးနေနော်ဟိုငငယ်တော့ဘယ်မှာတိုးပြီးတော့ဘာနဲ့ထိုးမိတာလဲမသိဘူးကွာအဲ့နဲပါလဲမေးကြည့်ပါဦး ချစ်ပွေမင်းလည်းကွာမင်းတီမင်းဝင်နေထားပေါ့ကွာဒီလိုကိစ္စကိုမင်းဒီလိုနေရာမှာပြောသေးရလားကွာရှက်စရာကြီးမင်းကလည်း အော်အေးဟုတ်တာပဲငါလည်းဟိုရောင်ပြီးတော့ထွက်သွားတာကွာအေးနော်မင်းတို့မိန်းမတွေကလည်းဟိုတယောက်တစ်မျိုးအမှတ်သားလေးတော့ရှိကြတာ ဘသူမှရှိသေးလို့ ဘသူမှရှိရမှာတော့ဟိုကောင်တန်ချောင်းရဲ့မိန်းမလေးအမေဒီကောင်ရဲ့မိန်းမကြတော့လေညာဘက်မှာမဲ့ကလေးနဲ့ရောက်လက်ဘွား ဘာတော့ဟဲ့ငါမင်းမဘာမှမရှိဘူး အော်အေးပါငါလည်းမင်းမောင်မကြည့်ရသေးပါဘူးမင်းကလည်းဟိုမင်းမလည်းဟိုကိုဝင်အရင်မှကြီးနဲ့လေမွေးကန်လေးဖွားကန်လေးဖြစ်နေပြီအဲ့ဒါအချင်းနေဘလို့လဲ အဲ့မင်းဘူးဘာလို့လဲ ပါတာပေါ့ကွာဆရာမနော်ဘောလာမြို့ကနေပြန်အောင်သေးတာမဟုတ်ဘူးဟေ့အောင်တကယ်တော့အချိန်မီပြန်မြောက်ခဲ့ရင်မြို့လို့လုံးပါလေဟိုငါလည်းအပ်မှာလား ဟေ့မင်းနဲ့တော့မမွေးဘူးကွာ လက်ဘွားမင်းအဲ့လိုလက်စပယ်တော့မပြောနဲ့တော့ရောငါစိတ်ဘူးလို့ပြောနေတာပြီးတော့ငါ့ကိုလည်းစိတ်ချစမ်းပါဒီမှာရောငါရဲ့လက်ရအောင်လေအုံးစိန်တို့စိတ်အုံးတို့ဆိုရင်နောက်တဲ့တယောက်မွေးရင်တော့ငါနဲ့ပဲမွေးမှာတဲ့အခုတောင်ပြောနေပြီမင်းကလည်း ဟေ့အောင်အပေါ်တွေပြောမနေနဲ့ငါမင်းနဲ့လုံးဝမမွေးနိုင်ဘူး လက်ဘွားဒါကျမ်းမာရေးကိစ္စတော့ရောလူအသက်နှစ်ချောင်းကိစ္စငါအမေကိုစေတာနဲ့ပြောနေတာလက်ဘွားရမင်းတို့ငါတို့ဆိုငငယ်လေးတည်းကနော်ငယ်ငယ်ချင်းတွေပြီးတော့မင်းမိမမြဆိုတာလဲငါနဲ့ဟာဟေ့မင်းတကောက်ဒီမှာရက်လိုက်တော့နော်ဟာမင်းကိုဆွဲထိုးမိတယ်ဟဲ့သွားတော့မင်းသွားတော့သွားမင်းကွာ မင်းရလဲနော်တခုဆိုအဲ့ဒေါသရှေ့ရပဲအေးပြီးရောမင်းကိစ္စမင်းမကြိုက်လို့ဆုံးပြနော်ငါဖြစ်စဉ်ကိုပြောပြနေတာဖြစ်စဉ် မင်းကဟုတ်လဲဟုတ်တယ်ကွာဒေါသပဲထွက်တယ်ဒီကွာမင်းကိုဖြစ်စဉ်လေးပဲပြောပြနေတာလေကွာ မင်းကလေကွာရေးကိုမပါဘူးဟေ့အောင်မင်းမိမောက်ပဲ तू ကင်တာခန့်ငါတော့ငါမိမောက်ဒီကောင်ကင်တာမခံနိုင်ဘူးဒါပဲ ချစ်ပွဲဟာမပွေးဘာလဲကိုဝင်ရပြန်ပြီလား ဟုတ်ပါဘူးဟဲ့မင်းကငါနဲ့ကောင်မင်းမခွဲရမလို့ပြောတယ်ဆိုကွာ အေးဟုတ်တယ်လေ မင်းဘာကောင်မလို့ပြောရလဲ
ဒီကောင်တော့ဒုက္ခပဲအေးမြို့ကရှင်းပြမယ်မင်းတို့လင်မယားနှစ်ယောက်ညားတာဘယ်နှစ်နှစ်ရှိပြီလဲအဲ့နဲ့ ခလေးရောဘယ်နှစ်ယောက်ရပြီလဲ 3 ယောက် အေးတွက်ကြည့်လေဟမ်မင်းတို့ခလေးယူနေတဲ့နှုံးကတစ်နှစ်ကို1ယောက်နှုံးတော့ဖြစ်နေတယ်မင်းတို့ဒီတိုင်းသာဆက်သွားမယ်ဆိုလို့ရှိရင်လေခလေးယူတဲ့နှုံးကကမ္ဘာစံညုံတော့မင်းတို့ကြော်သွားလိမ့်မယ်မရအောင်တခြားနိုင်ငံတွေမှာအဲ့လိုခလေးယူတဲ့နှုံးနဲ့ပတ်သက်ပြီးတော့ဥပဒေတောင်သတ်မှတ်ထားတာရှိတယ်တချို့နိုင်ငံတွေကလေ2ယောက်ပဲယူလို့ရတယ်တချို့နိုင်ငံတွေက3ယောက်ထိယူလို့ရတယ်နော်မင်းတို့လိုမျိုးတပြွတ်နဲ့မွေးမနေဘူးကွာ မသိဘူးကွာဟဲ့ဘာလို့ဖျားပေးတာကွာဖျားပေးတာ ဖျားပေးရမှာလေအဲ့ဒါလူလောက်တာပါကွာနော်မင်းတို့ဖျားကိုလွှဲမချစမ်းပါနဲ့ဒီမှာရအောင်ခွန်နဲ့အားပိုင်မပြည့်ရတယ်နော်ဒီမှာရအောင်ခလေး10ယောက်လောက်မွေးမယ်အစားကွာ2ယောက်3ယောက်လောက်မွေးပြီးတော့အဲ့2ယောက်3ယောက်ကိုပဲကောင်းကောင်းမွန်မွန်လေးပြုစုပြိုးထောင်ပေးပို့မကောင်းလားဟမ်စဉ်းစားကြည့်ရအဲ့တော့ဘာလို့မှလဲဒီနေ့ကစပြီးမင်းတို့လင်မယား2ယောက်အတူတူမိနေတော့ဟမ်မပွေးတက်ရှိတင်တိုင်းရှိနေဟောငါမုံစိုးပေါ်လို့ခွဲခွဲနေရမှာလားကွာဟေ့မင်းတို့လေဆီယာမနော်ဖောလာတားဆက်ချပညာပေးပြောခဲ့တာမမှတ်မိဘူးလားဟမ် ပြောတာဒါပေမဲ့ကျုပ်တေချာမမီလို့ မမတ်မိလို့မရဘူးအဲ့ဒါအရေးကြီးတယ်အလွတ်ကိုရနေရမှာနော်ကဲခုရှိခင်ဗျားပဲဆက်ပြီးတော့ရှင်းပြထားရတော့နော်ကျုံမဒေါ်လေးမြောက်ကိုသွားပြီးတော့ဆေးထိုးပေးလာအောင်ဟုတ်ပြီ တရားနားအောင်လားယောက်နေဘယ်သွားကြလို့တော့ မျိုးပဲသွားယူမလို့ကွာမင်းအောင် ဟိုမှာဦးလေးထုံးကဆေးကူပြီးတော့ပြန်လာတာကွာတန်ကြောင်ဟဲ့တန်ကြောင်လာလိုက်လေကွာဒီမှာဆရာလေးခေါ်နေတာမင်းကိုချစ်ဖွယ်ခေါ်နေတာမဟုတ်ဘူးကွာ ဘာလဲကွာဘာလဲပြော ဟဲ့တန်ကြောင်မင်းမငါအကြောင်းဘာတွေပြောသေးလဲ ဘာကွာမင်းဘာစကားပြောတာလဲ ဟဲ့မင်းမွေးရတာမကြသေးဘူးလေကွာအဲ့ဒါအစင်ပြေလားလို့ငါမေးနေတာငါရောက်မင်းရွှေကြည့်နာကိုမင်းတလာခွဲတိလုံးဝမကတ်နဲ့နော်အဲ့ဒါငါအမိန်ပဲဟဲ့နေစမ်းပါဦးမင်းကဘာကောင်မို့လို့ငါ့ကိုအမိတ်ပေးနေရတယ်ဟဲ့ငါမင်းမောင်မွေးပေးထားတဲ့လူလေနော်တော်ကြမင်းကြောင့်မဖြစ်တင်တာတွေဖြစ်ကုန်မှာဆိုလို့ငါပြောနေတာဒီမှာရောက်ငါမင်းမောင်လေမိမွေးတိုင်းဖမွေးတိုင်းနေဖြစ်အောင်တေချာလုပ်ပေးထားတာနော်တော်ကြောင့်မင်းကြောင့်လေမင်းမစင်ချင်းအကုန်လုံးပြဿနာတွေရှုပ်ကုန်မှာမင်းကနားလေလားဟဲ့မင်းလူပါဝါလာပြီလားရွှေကြီးကငါမိမငါကြိုက်တာလုပ်ခွင့်ရှိတယ်မင်းလည်းဘာမှမဆိုင်ဘူးဟဲ့ဆိုင်နာဘောကွာငါမင်းမောင်မွေးပေးထားတဲ့လက်သေးရှင်းလာရအောင်ဟဲ့ချစ်ဝဲမင်းကလေကလေးမွေးပေးတာကိုခွင့်ကောင်းယူပြီးတော့ပါဇက်ရတာခံပြီးလိုက်ပြောနေဖြစ်နေပြီကွာဟဲ့ငါပါဇက်ရတာခံပြီးရှောက်ပြောနေတာမဟုတ်ဘူးတန်းကြောင့်မင်းငါ့ကိုအကူညီတောင်းလို့ငါမင်းမောင်မွေးပေးထားတာနော်အေးမင်းပြောသလိုမျက်လုံးကိုပေါ်ဝါစီးပြီးတော့မွေးပေးတာမဟုတ်ပြီမဲ့ငါကလေလိုအပ်တဲ့လောက်ပဲကြည့်ရှုပြီးတော့ငါမွေးပေးထားတာပါကွာမင်းကလေမင်းရွှေကြည့်မှမှဲ့ပါတယ်ငါဘယ်သူမှမပြောဘူးငါမိမမဲဟဲ့မင်းတို့မရနေကမင်းကထိုးရမယ်နော်ဟဲ့မင်းကလည်းကွာဒေါသကြီးပဲစိတ်ကြော့စမ်းပါငါအခွင့်အရေးယူတတ်တဲ့လူမျိုးမဟုတ်ပါဘူးကွာမယုံလို့ရှိရင်ဒီကောင်တွေရဲ့မိမအုံးစိန်နဲ့စေုံးသားမေးကြည့်တော့နော်တော်ပြီကွာငါသွားတော့မယ်ဩရအောင်ခလေးကိုတော့မင်းတေးကြဂယူးဆိုင်တော့ရအောင်ဟောမငါမွေးပေးထားတဲ့ခလေးဆိုတော့အဲ့ဒါငါခလေးပဲဟဲ့မင်းလောက်သွားပြန်ပြီကွာအဲ့ကောင်လောက်သွားပြန်ပြီအဲ့ကောင်ကတနေ့အဲ့ကောင်ကတတ်မယ်အဲ့ကောင်ကတတ်မယ်တန်းကြောင့်စိတ်လျှော့ပါကွာမင်းကလည်းချစ်ဖွယ်ကအဲ့လိုနောက်တက်တယ်ဆိုတော့မင်းလည်းသိရသားနဲ့ကွာနေသားကွာအဲ့ဒါနောက်တာမဟုတ်ဘူးအတီပြောနေတာအဲ့ကောင်အတီပြောရတာမင်းကလည်းစတာပါကွာဟဲ့စတယ်ဆိုရင်မဲ့မပါဘူးလေကွာမဲ့ကြောင်မပြောနဲ့ပေါ့ကွာရမ်းပါလေဟုတ်တယ်ဟာတော်ပါပြီကိုလိုစစ်ပြီးတော်ပါပြီကျမမင်းကတမ်းမယ်ငါမရှိရဲ့နေပါဦးပါမင်းလည်းညာဒီနားလေးပါဘောမဒီနားမှာကွာလာပြီဆိုတော့တော့ဒီဘက်ကသွားပါလေကွာကျမဟာကျမဝါမင်းရလဲကွာဘာလို့အဲ့လောက်တော့ဒေါသထွက်နေတာလဲမင်းမယ်ဒီကောင်တောင်းမှန်ပြီးမင်းမောင်မွေးခိုင်းထားတာမဟုတ်ဘူးလားဒါတော့ဒါပေါ့ကွာအဲ့ဒီတော့ငါမိမပြုံးစားကြီးဘိုင်းလာတော့ငါလည်းတောင်းမှန်ပြီးမွေးခိုင်းလိုက်ရတာပေါ့ကွာဟဲ့တန်ကြောင်မင်းကလေးကသူနဲ့တကယ်တူနေရဆိုဟာဟဲ့တူစရာလားကွာမင်းဒီကောင်ပြောတာကြီးစွတ်ယုံနေနဲ့ဒါပဲမဲ့ကွာချစ်ွယ်ပြောတာကြီးကငါစိတ်ထဲမှာစွဲနေတာကွာဘာဖြစ်လို့လဲဆိုတော့ငါမိမဒီကောင်ကိုငယ်တုန်းကတစ်ဖက်တည်းကြိုက်ဘူးတယ်ကွာဟဲ့လက်ကွာမင်းသူများကြီးပဲလိုက်မဲမနေနဲ့မင်းရော
မင်းမိမများများကိုဘယ်သူနဲ့မွေးမှာလဲချစ်ဖွယ်နဲ့ပဲမွေးမှာလားဟမ် မမွေးပါဘူးကွာအဲ့ကောင်နဲ့တော့သေတော့မမွေးဘူးရ ဟာဟေ့သူနဲ့မမွေးတော့မင်းကဘယ်သူနဲ့မွေးမှာတော့ဆရာမတော့ခေါ်လာပြန်မလာသေးဘူးနော်သူ့အမေမတတ်တာသေးလို့တော့ခွင့်တောင်ထပ်တင်ထားသေးတယ်ဗျာ ငါတို့ကကန်ဆိုးတာပါကွာတက်တက်လုံးဒီကောင်ပြောသမျှရေးသမျှခံရတော့မယ်ဟာလာပါမင်းဘာလို့စဉ်းစားတာပြော စဉ်းစားနေတာပဲကွာမြို့မှာသွားမိုးရအောင်ကလည်းတဲဖို့ခိုးဖို့ကဆွေမျိုးကမရှိဘူးကွာအဲ့နာမှာပြေးအောင်လည်းမြို့ကအဝေးကြီးပဲဟာပြီးတော့ तू ကတောက်ဦးကွာအရေးကြီးတယ် အဲ့ဒါဆိုမင်းဘယ်လိုလုပ်မှာလဲ မသိတော့ဘူးကွာ तू မွေးချင်တဲ့အချိန်ကျမှမွေးချင်တဲ့လူနဲ့မွေးဟိုချုပ်ပေါ်နေမပြင်ပြီးတော့ကွာ လှထွန်းဒီကောင်လက်ပွားရဲ့အဖြစ်ကလည်းမင်းတို့ငါတို့တဲ့ဇိုးတယ်ကွာများချစ်ဖွယ်ရဲ့ငေးကြီးစားဆိုတော့ဒီကောင်ဦးနုကျွဲကဖြစ်နေတာနေမှာပေါ့ကွာ ရီးစားဖြစ်တာတော်သေးတယ်ထွန်းလာရေအခုဟာခလေးမွေးမှာဆိုတော့မိမကိုချစ်ဖွယ်လက်ကိုဝက်ခွက်အပ်လိုက်ရမှာလေတကူလုံးကိုကျွဲခန့်ခံမှာကျွန်တော်ဆေးတစ်လုံးတော့ထိုးပေးလိုက်တယ်တောက်ဆေးကုံလုံးမှမတက်တိုင်ပြန်လာခဲ့လိုက်လीနော်ဟုတ်မင်းပိတ်လာပြရလားဟုတ်တယ်နေရလဲဟိုကိုဝင်းနဲ့ဟိုလမ်းဆောင်ထိန်းချောင်းမှာပေါ့အေးဟာငါဖက်နှက်ပါလို့နည်းနည်းချော်သွားတယ်အထဲလာလေဘိုက်ကတော့ပုံမှန်ပါပဲထူးခြားခြားဘာခံစားရတာရှိသေးလဲဘာမှတော့မရှိပါဘူးဒါမဲ့လေတခါလေဘိုက်ကအောက်လာတယ်ဩဒါကတော့ဟာကလေးကမွေးကန်ဒီဖွားကန်ဒီဆိုတော့နည်းနည်းပါးပါရုံးနာကန်တာတော့ရှိမှာပေါ့ပြီးတော့ကလေးရုံးနေဆိုတာလေကောင်းတဲ့လက္ခဏာပါပဲကလေးကျမ်းမာတဲ့သဘောပေါ့နောက်တော့ဘာခံစားရတာရှိသေးလဲတခြားတော့ဘာမှမရှိပါဘူးဆရာမနော်ဖော်လာပေးထားတဲ့မွေးရက်ကနီးနေပြီဆိုတော့ငါဆိုတော့ရိတ်နေဟာကြောက်တယ်ဟာနင်းရလဲဟာဘာကြောက်စရာရှိလို့လဲရွှေကြီးလဲနင့်လို့တက်ဦးပဲလေသူလည်းမွေးတာအဆင်ပြေသွားတာပဲဘာမှစိတ်ပူမနေနဲ့နော်နင်းလည်းအဆင်ပြေသွားမှာကဲထားရရလားချစ်ပွဲဆရာမနော်ဖော်လာပြန်မလာရင်ငါ့ကိုနင်မွေးပေးပါနော်ငါအားကိုးပါတယ်ဟဲ့အေးပါထဲတဲ့အတိုင်းပဲနေရဒီကိုရောက်နေတာဟမ်တဘွားမင်းရောက်လာတဲ့တော့ပဲနော်ဒီမှာမင်းမဘိုက်လာပြတာသူကလေးမွေးရမှာရမ်းအောင်ကြောက်နေမင်းလည်းစီးပွားရေးတွေပဲစွတ်လုံနေနေနော်ကိုမင်းမောင်လည်းကိုဂယူးဆိုင်အောင်မင်းစရာမလုပ်ပါနဲ့ငါနားလဲပါတယ်ငါမိမကိစ္စမင်းနဲ့ဘာမှမဆိုင်ဘူးလက်ပွားဘာလို့ညဘလို့ပြောနေရလဲဟာမဟုတ်လို့လားငါမိမကိစ္စငါနဲ့ပဲဆိုင်နေတယ်ဒီကောင်နဲ့မဆိုင်လို့လေ तू ကကြမ်းမာရေးမို့လေ तू နဲ့ဆိုင်တာပေါ့မသိဘူးဟာဟေးဟာငါမိမမင်းထိရဲထိကြည့်တော့လာရင်မင်းသွားမယ်စင်းလာအားတော့ကနေဒီစေးကန်းကိုလာရလာကြည့်နော်နေငါအကြောင်းသိပါမယ်ဟမ်သွားညတွေ့မယ်ဟောမတော်တော်ဥစ္စာချုပ်တယ်ပေါ့ဒါလေးကောင်းတာပါပဲလေချစ်ပွဲရဟိုလက်ပေါ်တွေလည်းမရဘာဖြစ်သွားကြတာဘာဖြစ်ရမလဲဗျာဒီကောင်မင်းမဘိုက်လာပြတာ哦ဒီကောင်ဘာတွေဖြစ်နေလဲမသိပါဘူးပြဿနာတွေရှားနေဩဟိုငါလဲလေနိရှိကူလာတာအဲ့ဘိုက်ပြဿနာပဲဘာလဲဝမ်းလျှောနေလို့လားမတင်အစားတော့တူမစင်မကျင်စားပြီနေတူတယ်ဩမဟုတ်ပါဘူးဟဲ့ဟိုငါလဲလေခုတလောလေးထူးထူးခြားခြားလေးတွေဖြစ်နေလို့ထူးထူးခြားခြားဘာတွေဖြစ်နေတာဩယောက်ျားလက်သေးကြီးရဲ့ဟိုငါမှလေဟိုကိုဝင်ရှိနေတယ်ဟမ်မဖြစ်နိုင်တာဗျာခင်ဗျာအသက်40ကျော်ပြီး50တောင်ရောက်နေဘယ်လိုဖြစ်နိုင်မှာလဲဟုတ်တကယ်ပြောတာဟဲ့ဟိုငါဓမ္မရမမှန်တာလည်းတော်တော်ကြာပြီဟဲ့ဘယ်မှန်တော့မှလဲဒီအသက်ဒီရွယ်ရောက်မှတော့အဲ့ဒါသွေးဆုံးခြင်းနဲ့လက္ခဏာမတည့်မဟုတ်ဘူးငါမှကိုဝင်ရှိနေတာဟိုဘီရင်ဆရာလည်းဟောတယ်ငါကလေးရမှာတဲ့မဟုတ်ရင်ကိုယ်ဆက်လာဖြတ်တဲ့ဟိုမှာကြည့်ဘယိုရီတမကြည့်ဆန်ဆိုင်အောင်ခြောက်နေပြီအဲ့ဒါအသက်ကြီးလို့သပင်ပြူးချင်နေတာပါဗျာဟဲ့ငါချွေနင်မသိမနဲ့ဝင်မပြောနဲ့ချစ်ပွဲ
ငါလေခုတော်တော်လေအန်လဲအန်နေဟဲ့ပြီးတော့လေဟိုချက်ကောင်လုံးကြော်ကြီးလေးပဲလေနေ့တိုင်းစားကျင်နေတာအဲ့ဒါနဲ့လေဟိုချွေကြည်တို့အုံးစိန်တို့မေးကြည့်တာလေအဲ့ဒါတဲ့ကိုဝင်ရှိချင်တဲ့လက္ခဏာတဲ့ချင်းချင်းတက်တာတဲ့အဲ့တော့လေဟိုငါ့ကိုလေကိုဝင်ဘယ်နှလားရှိလဲဆိုတာဟိုစမ်းပြီးပါလားဟဲ့ အသက်ကြီးမှကံပေါ်တာများလားဟိုမတင်အခုဘိုက်အနေထားနဲ့ဟိုကျွန်တော်ကိုဝင်ရှိပြီးစမ်းပေးလို့မရဘူးအဲ့တော့လေကိုဝင်နည်းနည်းလေးရှင်းလာမှဟိုလာပြီးတော့ကျွန်တော်ပြကြည့်ပါလားဟိုနောက်တစ်လားလောက်ဆိုလို့ရှိရင်ပြန်လာခဲ့လေကျွန်တော်စမ်းပေးမယ်နော်ဟောအဲ့ကြရင်သိကြမယ်ပေါ့ဟုတ်ကဲ့အဲ့ဒါဆိုငါသိကြလာခဲ့မယ်နော်သိချစမ်းပေးရမယ်နော်စမ်းပေးမှာပေါ့ငါယောက်ျားပြန်လာရင်လေငါယောက်ျားဝမ်းသာစရာပြောချင်လို့ပါဟဲ့ဟုတ်ကဲ့သိကြမယ်နော်သိကြပါဟုတ်မယ်ဟာကိုရှိအဲ့ဒါစိတ်ယောဂတစ်မျိုးပဲနော်ကလေးအရန်လိုချင်ပြီးတော့မရတဲ့လူတွေမှာအဲ့လိုယောဂမျိုးဖြစ်တတ်တယ်ဗျာအေးမိမရေမိမငါပြန်လာပြီကွာမိမရငါပြန်လာပြီဟဲ့ကိုဖေးရှင်ပြန်လာပြီဟလားလေငါတက်လိုက်တာရှင်အိပ်ကြောက်ကိုအော်အေးပါကွာကိုဖေးရှင်ုံလေခီးအောင်မဆိုင်လို့ဝမ်းသာစရာပြောရအောင်မဲဝမ်းသာစရာစကားဟုတ်တယ်ဒီဘာမျိုးလဲမိမရေရှင်လေခီးလေးဖေးဖြစ်ပြီရှင်ဘာငါကလေးဖေးဖြစ်ပြီဟုတ်တယ်တော့မိမရေကွာအတားတင်တယ်မဟိုဒီအသက်ရွယ်ရောက်မှာကွာမင်းကလေးရတယ်ဆိုတာဖြစ်နိုင်မှာမလားကွာဟုတ်ပါတယ်တော့ကျုပ်လေးချစ်ဖို့ပြပြီးပြီတော့ तू ကတော့ပြောသေးတယ်မတင်တော့လေကြီးမကံပေါ်တယ်တဲ့ချစ်ဖို့နဲ့ပြတော့သေးကြတယ်နော်ဟောသေးကြပါတယ်တော့ဒါတဲ့ကိုဝင်ကဘယ်နှလားရှိပြီतू ကတော့ပြောတာဟို2လကျော်3လတဲ့2လကျော်3လဝမ်းသာတရားပဲမိပါရဟမ်ဒီနမောဟိုငါခေးထွက်တော်တာက6လနေ့ကိုက2လကျော်3လဒီတော့ငါများနားမရှင်းလို့ထပ်ပြောသားမအောင်ဘယ်နှလားဟောရှင်ရလဲ2လကျော်3လပါဆိုမှာပဲငါခီးထွက်တော့6လနေ့ကိုက2လကျော်3လဆိုတော့ဒီကိုကလေဦးထားတာပဲဖြစ်ရမယ်ရှင်နော်ဒါလေဦးတာမဟုတ်လူဦးတာလုံးဝမဖြစ်နိုင်ဘူးငါခီးထွက်တော့6လနေ့ကိုက2လကျော်3လဆိုတော့ဒီကိုကငါနဲ့လုံးဝမဖြစ်နိုင်ဘူးနေတခြားယောက်ျားနဲ့ဖောက်ပြန်ထားတဲ့ကိုပဲဖြစ်ရမယ်ကိုဖေးဘာလို့ရှင်ကြောက်တိုက်ကောင်မစောကားနဲ့နော်စောကားတယ်ကလည်းဖန်တိုင်းပြောနေတာငါကိုလုံးဝမဖြစ်နိုင်ဘူးခီးထွက်တာ6လနေ့ကိုက2လကျော်3လဆိုငါကိုလုံးဝမဖြစ်နိုင်ဘူးကဲအဲ့တော့ရှင်ဘာဖြစ်ချင်လဲဘာဖြစ်ရမှာလဲဥက္ကဋ္ဌအိမ်မှာသွားရှင်းမယ်ကျမလည်းရှင်းမယ်လာလိုက်ခဲ့ခုကြောက်တိုက်ကောင်ထိတိုင်းမခံနိုင်ဘူးဒီကိစ္စတော်တော်စဉ်းစားခဲ့တဲ့ကိစ္စပဲမတင်နေကောင်ကဘယ်နှလားဟို2လကျော်3လမဖေးမင်းခီးထွက်တာဘယ်နှလားလဲ6လခီးထွက်တာ6လနေကောင်က2လကျော်3လဟာဒီကိစ္စတစ်ခုခုတော့တစ်ခုခုပဲနော်ဟုတ်တယ်အဲ့ဒါတစ်ခုတော့တစ်ခုခုပဲမတင်နေငါ့ကိုမှန်မှန်ပြောစမ်းငါမရှိတော့အိမ်ကိုဘယ်သူလာသေးလဲအလားများတာတော့ဥက္ခရာကြီးပဲဘာဒါဆိုခမရပေါ့ငါတနေ့တစ်ခါပဲလာတာတနေ့တစ်ခါလားပို့စိုးတာပေါ့ဗျာအဲ့ဒီကအခုရှင်းဗျာဒီရှင်းလေငါမဟုတ်ဘူးနော်ဘုရားပဲကြားပဲငါမဟုတ်ဘူးနော်ဒီရှင်းဟုတ်တယ်ဘာဟုတ်လားလေဟုတ်တယ်ဩဒီမနေပါဘူးဥက္ခရာကြီးမဟုတ်ဘူးလို့ပြောတာ तू ကလေငငယ်တော့ကြောက်ကိုကြိုက်ခဲ့တာလို့အသားမဲလို့သူ့ကိုကြောက်ကကြိုက်ခဲ့တာမဟုတ်ရှုပ်ဝယ်ယူခဲ့တာကဲအဲ့ဒါဆိုငါမဟုတ်တာတေချာသွားပြီနော်မဖေးကဲဟုတ်ပါပြီထားပါတော့ဥက္ကဋ္ဌကြီးမဟုတ်ဘူးဆိုတာသိပြီအဲ့တော့နောက်ထပ်ဘယ်သူလာသေးလဲပြောလက်ပွား तू မူးပြီးတော့ရောက်လာတာဟဲ့မတ်တစ်你拍笑表呢嘞？我打来了嘛，好歹项目说出来呢，哎，你呢？好吧的哇，我打的那个的每月多有没讲是吧？哎嘞，哦，你嘛哦，就是他们比的吧不？拖拉呢，拉拖来拉的，哦，多龙来拉的，哦，单江来拉的，哦，隔壁一张巴的嘞。啊，妈的！你多少早年那位喏？俺们西楼地瓦楼的你脾气在脾气了不？哎，他他妈地沟俺沟了，你表你的人喏。是把这哪里表你了都？他没把地瓦楼拿来错。哦，是不是弄的这个阿拉干面了？工程上一碰到了，这地瓦楼啊，就是有热闹的啦，哎老表啦。哦，地瓦楼啊，热闹的老表啦。好的。他说地沟我不能那样了。不配，现在没有这个不能样嘛都。俺沟我都表你嘞。现在就得搞不错了那个。现在我来表你了。ဥက္ကဋ္ဌကြီးဘာလို့ဖြစ်နေကြတော့ဗျာဒီမှာကွာမတ်တင်ကိုကိစ္စခေါင်းခဲနေတာကွာဟာမတ်တင်ကိုကိစ္စအေးလေမဟုတ်တာမတ်တင်မှာဘာကုံဝင်းမှမရှိပါဘူးဟဲ့ဗျာဟုတ်တယ်လေဟ
ဟိုနေ့ကစေကလာပြတယ်ကမတ်တင်မှာကိုဝင်မရှိဘူးဆိုတော့ကျွန်တော်သိတယ်လေထင်အောင်ထင်မှာဖြစ်နေတာမတ်တင်ကကလေးရန်လိုချင်နေရလေဗျာအဲ့ဒါဘေးရင်ဆရာကိုသွားမေးတော့ဘေးရင်ဆရာလည်းသူစိတ်ချမ်းသာအောင်ရှောက်ပြောလိုက်နေတယ်တူပါတယ်အဲ့ဒီမှာကိုဝင်ရှိနေပါတယ်ဆိုပြီးတထေးချကိုယုံသွားတာဒီကြားတဲ့အုံးစိန်တို့စိတ်အုံးတို့ရွှေကြီးတို့ကလည်းကလေးမွေးရတော့သူကလည်းကလေးရန်လိုချင်ပြီးထင်အောင်ထင်မှာဖြစ်နေတာမတ်တင်အမေကဘာကိုဝင်းမှမရှိဘူးနော်ရှောက်ထင်နေနဲ့ကဲကြားတယ်နော်ဟုတ်ကဲ့ကြားပါတယ်မိမကိုမှားသွားတယ်ကွာနော်အဖေအခုမင်းလည်းပြန်ရောက်လာပြီနော်အဲ့တော့ तू တအားလိုချင်နေတဲ့ကိစ္စမင်းရအောင်လုပ်ပေးလိုက်ဟုတ်ကဲ့နော်မင်းမလုပ်ရင်ငါလုပ်မှာပြန်မင်းရောငါလုပ်မယ်ပြောတာသွားတော့ဟုတ်ကဲ့ကဲဒါမိမနော်အဲ့ပဲဆန်နေတော့ပဲနော်ဟုတ်ကဲ့စီ90တာဟုတ်ကဲ့လောင်းမယ်ဘာလာဝယ်ရလဲစီလာဝယ်တာနင်းယောက်ျားရွှေကြီးကိုမွေးပေးလိုက်လို့နင်းစိတ်ကောက်ပြီးအိမ်ပေါ်ဆင်းသွားရဲဆိုအဲ့နင်းကိစ္စဘာပါလို့လဲငါနင်းကိုနားလဲစေချင်တာပါဟာချစ်ပွဲကိုတရွာလုံးကဘိုက်ကြီးတဲ့ရအားကိုးနေရအလေနေမောင်နင်းကငါတို့လင်မယားကြဘာဖြစ်လို့ဝင်ပါနေရလဲဘာဖြစ်လို့ငါယောက်ျားရှင့်နေရှင့်နေလိုက်လုပ်ပေးနေရလဲဟာရှင့်နေလိုက်တာမဟုတ်ပါဘူးဟဲ့ဟိုငါဒီတိုင်းပြောပြပေးရပါဒါကလေဂုံယူရမယ့်ကိစ္စလေချစ်ပွဲသားငါယောက်ျားဆိုငါဂုံယူမှာဟာဘာပြောတယ်နင်ကလက်လွတ်လိုက်ရတဲ့ရေးစားဟောင်းခုမှပြန်လို့ချင်းနေရလားတခြားသူနဲ့ရပြီဘိုက်တောင်ကြီးပြီကမှာလှအောင်မယ်နင်အဲ့လိုတော့မပြောနဲ့နော်ချစ်ပွဲလို့ရက်ကောတရွာလုံးကချီးကျူးနေကြတာဟာအဲ့ဒီထဲမှာငါမပါဘူးငါကလေငါယောက်ျားကိုဘယ်မိန်းမထိရတွေ့ရမကြိုက်ဘူးအထူးသဖြင့်နင်နဲ့ပေါ့ငါဘာဖြစ်နေလို့လဲဟမ်နင်ကငါယောက်ျားရဲ့ရေးစားဟောင်းလေပြီးတော့လေနင်ပုံစံလက်လွတ်လိုက်ရတဲ့ရေးစားဟောင်းအခုမှကောင်းမှန်းသိလို့ပြန်လို့ချင်နေတဲ့ပုံပေါ်လို့လှအောင်မယ်နေစကားလွန်မလာနဲ့နော်ချစ်ဖွယ်ကိုမရလို့ငါဝမ်းနဲ့ချိန်ဝမ်းနဲ့မယ်ဒါမဲ့နေ့စီတော့ဘယ်တော့မှပြန်မလူလူလို့လည်းမရပါဘူးဘာလဲနင်ကငါယောက်ျားမွေးပေးတာကိုခန့်ချင်နေရလားစိတ်ကူးရှင်မနေနဲ့ငါယောက်ျားကလေနင်ကိုဘယ်တော့မှမွေးပေးမှာမဟုတ်ဘူးဟုတ်ပါမလားချစ်ဖွယ်ကလေငါ့ကိုမွေးပေးမယ်လို့ဂတိပေးပြီးသွားပြီဘာပြောရဲဟဲ့နင်ငါယောက်ျားကိုဘလို့မျက်ရည်ကန်ထိုးပြမြှူဆွဲလိုက်တာလဲအမလေးဘာမှမြှူဆွဲစရာမလိုချစ်ဖွယ်ကစိတ်ထားကောင်းပြီးသားနင့်လို့လေစိတ်နှုတ်ပြီးကောက်တက်ကွေးတက်တဲ့မိမနဲ့တန်တော့မတန်ဟဲ့ငါကောက်တက်ကွေးတက်ပင်မဲ့လေနင့်လို့သူများယောက်ျားကိုလူချင်တဲ့မိမမဟုတ်ဘူးငါဘာလို့လူရမှာနင်စကားရင်လွန်မလာနဲ့နော် तू ကငါရည်စားငါမလို့ကျွန်တော်နင့်စီရောက်သွားတာနင်လူမမဝနဲ့နော်ဟန်တော့ကလေနင်တော့မိမနှစ်ယောက်ဘာဖြစ်နေကြတာတော့ဘာမိမနှစ်ယောက်လဲဟာမဟုတ်ပါဘူးအိုးမိမတို့ဘာတွေဖြစ်နေကြလဲလို့မေးတာပါဒီမိမလေယောက်ျားရှိရသားနဲ့ရှင့်ပြန်လို့ချင်းနေလို့ဟာမိမရေဘယ်လိုပြောရတာတော့မအားနာစရာကြီးကဲမမြကလည်းကိုဝင်အရင်မာကြီးနေနော်ဟိုကိုကပဲ never စိတ်လျှော့ပြီးသိခံလိုက်ပါမိမရေရှင်ရေးစားဟောင်းbắtလိုက်နေရလားကျမရှင့်မိမပါရှင်ဩဟုတ်ပါတယ်မိမရေကိုအမြင်မတော်လို့ပြောနေတာပါဟုတ်ကဲ့စိတ်လျှော့လိုက်နော်မြနင်ကလည်းငါမိမမှားတာရှင်သိခံလိုက်ပါနော်ငါမိမအဲ့လိုပဲအရန်တုံဝင်တိုးတတ်တာကိုချစ်ပွဲရှင်ရေးစားဟောင်းရှိမှာကျမကိုရှက်ခွဲနေရလားမဟုတ်ပါဘူးတော်ပြီကျမရှင်နဲ့မပေါင်းနိုင်တော့ဒီတစ်ခါတော့အပြတ်ပဲဟောမိမရေအဲ့လိုမလုပ်ပါနဲ့ဟာနေပါဦးဘယ်လိုဖြစ်လို့လဲကျမလက်ကိုမစွဲနဲ့ရှင်ရေးစားဟောင်းနေပဲနေခဲ့လိုက်တော့လောင်းမယ်မိမဟိုကိုဝင်ကြီးဆိုင်နော်ဆရာလေးကြာခဏနေပါဦးဆရာလေးရဲ့ဆရာလေးမျက်နှာလည်းမကောင်းပါလားဘာလဲအော်လှအောင်မဲ့အိမ်ဘဝကနေဆင်းသွားပြန်ပြီထင်တယ်ဟုတ်တယ်ကြီးရောဆရာလေးရဲ့အလိုတယောက်ထဲအထီးကျန်နဲ့ဝေဒနာမျိုးကျမလည်းခံစားမှုပါတယ်ဆရာလေးကတော့အိမ်မြောင်အမိပြတ်ခံစားနေရတယ်အဲ့လိုပဲကျမလည်းအိမ်မြောင်အမိပြတ်တယ်လို့ခံစားနေရပါတယ်ယောက်ျားကလည်းစောစီတေးသွားအားကိုးစရာကလေးတွေကလည်းတယောက်မှမရှိကျမကိုလှုပ်ပေးကင်ပေးမဲ့သူ
တယောက်မှမရှိဘူးဆရာလေးရဲ့ပြောရင်းနဲ့တော့ဝမ်းနေတယ်သိလားတကယ်ဝမ်းနေတယ်သိလား ကြီးတော်ရဲ့ကျုပ်ကကြောက်တော့စိတ်ညစ်နေပါတယ်ဆိုကောင်မှကြီးတော်ကပဲစိတ်ညောင်ထက်လို့နေပြန်ပြီ ဩဆရာလေးရဲ့အထီးကျန်တဲ့လူချင်းချင်းဖလဲတဲ့သဘောပါကျမပြောတာဩဆရာလေးခဏလေးတွေ့တော့လေးဆရာလေးကိုလေအကူညီလေးတစ်ခုတောင်းမယ်ရမလားဘာလို့ဆိုဆရာလေးကလေတရွာလုံးမှာရှိတဲ့ဟိုမိန်းကလေးတွေအကုန်လုံးကူညီတယ်လေဟုတ်တယ်မလားကျုပ်ကလည်းမိန်းမသားလေအဲ့တော့ဆရာလေးကူညီနိုင်မယ်လို့ထင်တယ်ကျုပ်ကိုကူညီပေးပါလား ကြီးတော်ဟိုကျုပ်ဘာကူညီပေးရမလဲ ကျုပ်လေကျုပ်ဟိုယောက်ျားလိုချင်လို့ လက်စော်ဖေး မလေးဆရာလေးရဲ့အဲ့လိုကြီးလေလက်ဖြန့်သွားကြမလို့ပါဘူးတော့တိပြီဆရာလေးအထင်မှားသွားပြီကျုပ်ကဆရာလေးကိုယူမယ်လို့မပြောပါဘူးနော်ကျုပ်ကြိုက်တဲ့အစင်ထဲမှာလည်းဆရာလေးပုံမပါဘူး ဟိုကျွန်တော်မလို့ချင်ဘူးဆိုတော့ဟိုကိုရှိကိုလိုချင်တာများလား မဟုတ်တော့ဆရာလေးဒီအစင်တော့မှကျုပ်ကမကြိုက်တာဒီလိုရွတ်တဲ့နေမှာကျုပ်ကဘိုးလို့ဝေးတဲ့အဖေးပါပါ ကြီးတော့ကြောက်ကလည်းလေနေတိုင်းရင်ရဲကြီးနေမယ်ကိစ္စမျိုးစိတ်ဝင်စားပါဘူးချစ်ခွဲဒီကိစ္စတွေကိုငါဆွဲမထည့်ပါနဲ့ကွာငါတယောက်တည်းနေနေတာကောင်းပါတယ်လို့ အဲ့တော့သားပါနင်းရုံနေနဲ့တို့ရင်တော့ဘယ်ရောက်သွားမှမသိပါဘူးဘယ်ရောက်သွားပြီတော့အော်ယောက်ျားယူမယ်ကိစ္စဆရာလေးအဲ့ကျုပ်ဟိုယောက်ျားလိုချင်တယ်တော့ထပ်လိုချင်တယ်အဲ့ဒါရနိုင်လားလို့အဓိကအချက်လေးရှိသေးတယ်ကျုပ်ကလေးလိုချင်တယ်အဲ့ဒါရနိုင်လားလို့ ကြီးတော်ကလေးလည်းလိုချင်သေးတယ် အေးလေ အာ သိပြီဆရာလေးသိပြီကျုပ်ကိုဆရာလေးကအမြင်နဲ့နေဆုံးဖြတ်တာလားဒီမှာဆရာလေးကျုပ်ကအသက်ကြီးပြီမဲ့မပြည့်စည်သေးဘူးနော်ဒီမှာအလက်ကြီးရှိသေးတယ်ဆရာလေးဒီမှာဆရာလေးကလည်း အမဟုတ်ပါတယ်ဟိုအသက်ကြီးမှကံပေါ်တာမျိုးလဲဖြစ်တတ်ပါတယ် အေးဆရာလေးအဲ့ဒါကျုပ်ကအဲ့လိုအသက်ကြီးမှအဲ့လိုကန်ကြီးပေါ်ကျင်တာအဲ့ရနိုင်လားလို့ ကြီးတော်ကလေးလိုချင်နေဆိုတော့ဟိုအသက်ကောဘယ်လောက်ရှိပြီလဲ အသက်ကျုပ်အသက် ဟုတ် နေအောင်တော့လာမဲ့နေုံလာစမ်း3ရက်နေ့ဆိုလို့ရှိရင်ကျုပ်60တင်းပြည့်ပြီ 60 အေး အသက်60ပြည့်တာကိုကလေးကလိုချင်သေးတယ် ဟုတ်တယ်လေတော့ဘာဖြစ်လို့တော့ ဒုက္ခပဲ ဘာဖြစ်လို့တော့ကြားနိုင်လား ကြီးတော်ကကလေးလိုချင်တယ်ဟလား အေး အိမ်မှာဖျားစင်ရှိလား ရှိတာဗောကျုပ်ဗုဒ္ဓဘာသာအမလေးညာတိုင်းဖျားစင်ကိုတယ် ဆူတောင်း ဆရာလေးအဲ့လိုစူတောင်းနေပြည့်တယ်လား ပြည့်တဲ့အချိန်ကျရင်ကျုပ်စီလာခဲ့နော်ကျုပ်မွေးပေးမယ်ဟုတ်ပြီလား ဆရာလေးမညာရဘူးနော်ကျုပ်လေးစူတောင်းလို့လေအဲ့လိုကံပေါ်ခဲ့ပြီဆိုလို့ဆရာလေးအဲ့ဒါကူညီရမှာနော်တော့ တော်ဆိုးနေဖြစ်စင်မဟုတ်တာတွေပဲလာပြောနေလာ တကယ်ပြောတာနော်ဒါကြရင်စူတောင်းပြီ ငါ့ကိုဘာပြောမလို့လဲရွှေကြီးလောင်းမယ်ငါတို့ကလေးမွေးပေးလို့ချစ်ဖွယ်ကိုထင်မလွဲပါနဲ့ဟာငါတို့မှာဆီယာမနော်ဘောလာမရှိတော့သူ့ပဲအားကိုးနေရတာဟာသူ့ကြောင့်လေငါရောအုံးစိန်ရောစိန်အောင်ရောမပွေးပါကလေးမွေးနိုင်တာလေဟာအဲ့ဒါတော့ငါလည်းသိပါတယ်။ तू ကလေရွာအပေါ်မှာရောနင်တို့အပေါ်မှာရောစိတ်နာထငါနားလဲပါတယ်။ငါကပဲသူ့အချစ်လုံးပြီးတဝင်းတူနေမိတာပါ။ဒါပေမဲ့လေမြမြကိုမွေးပေးမှာတော့ငါလုံးဝလက်မခံနိုင်ဘူး။မြမြကဘာဖြစ်လို့လဲလောက်မယ်။မြမြကသူ့ရဲ့ငယ်ကြီးစားလေ။မြမြကိုကလေးမွေးပေးတာငါဘယ်လိုလုပ်ပြီးကြည့်နေနိုင်မှာလဲ။လောင်းမယ်မြမြကလည်းငါတို့လိုပါပဲငါတို့နားလဲပေးတယ်လို့ပဲနင်တို့နားလဲပေးလိုက်ပါဟာလုံးဝမရဘူးကိုချစ်ဖွယ်ရလဲလေမြမြကိုမမွေးပေးပါဘူးဆိုပြီးတော့ငါ့ကိုဂတိပေးထားတယ်ချစ်ဖွယ်မှာမွေးမပေးဘူးဆိုရင်မြမြတော့ဒုက္ခရောက်ကုန်မှာပါပဲသူ့ယောက်ျားလက်ပွားရှိတာပဲအစင်ပြောင်စီစဉ်ပေးမှာပေါ့ငါကတော့လေလုံးဝလက်မခံပေးနိုင်စိတ်ညစ်လို့ရက်ကိုတောက်တယ်ရဲတောက်တော့စိတ်ညစ်တယ်လက်ဘွားကောင်းတွေမူးလို့ချာချာလေဟာမင်းလက်ဘွားဒီကောင်လုံးကမေးဖေးငါဟာမေးဘာတွေဖြစ်နေလဲကွာဟဲ့စောစောစီးစီးရွကြောင်မှုကြောင်နေမင်းအခုပြန်လာဟိုဘက်ရောပါဗျာမြမကလေးမွေးမို့လက်သက်သွားချတာမတွေ့ပါဘူးဗျာစိတ်ညစ်ပြီးပြန်လာတာဗျာအေးဘေးကစိတ်ညစ်ပြီးပြန်လာမင်းများများဟိုမှာတိုက်နာလို့ဘလို့မှမနေနိုင်လို့ချစ်ဖွယ်တဲ့မွေးဖို့ဆိုပြီးငါကြမ်းပါရီဌာနကိုငါလွတ်လိုက်ပြီချစ်ဖွယ်တဲ့မွေးဖို့ဟုတ်တယ်ဟာဒီကောင်လည်းမမွေးရလို့ပြောတာလေဗျာမမွေးလို့မရဘူးလေကွာဟိုမှာခလေးကထွက်တော့မယ်ငါဘာမှမလုပ်တော့ဘူးဟာမရဘူးကျုံလည်းမခံနိုင်ဘူးဒီကောင်လည်းမမွေးရလို့ကျုပ်ပြောထားပြီးတော့ကျုံလည်းတွေ့တယ်ဟာမဟုတ်လေကွာဟဲ့လက်ပါလောင်းမယ်ဘာလဲကြီးရော啊နင်ယောက်ျားချစ်ဖွယ်လေချစ်ဖွယ်ဟိုပါ
ကိုချစ်ဖွယ်ဘာဖြစ်လို့လဲ ။အော်ဘာဖြစ်ရမှာတော့။နေ့ယောက်ျားချစ်ဖွယ်လေးကျမ်းမာရေးဆေးပေးကမှမြောက်အခုမွေးပေးတော့မလို့တဲ့။ကဲ ရှင်ကိုချစ်ဖွယ်ကမြမမွေးပေးတော့မလို့ဟုတ်လား ဟုတ်ပါလေဆို ဟာဟုတ်ရလားကြီးရောရဲ့ ။အာဟုတ်တယ်မလားဟုတ်နေတော့နေသေး ကျုပ်တော့ပြောထားတာမှဒီကရအောင်မွေးမယ်ပေါ့တွေ့မယ်ဒီကျုံနဲ့တွေ့မယ် ။ဟုတ်တော့ငါဒါလေးသတင်းပေးတာကို तू ကဘာဖြစ်လို့စိတ်ဆိုးသွား အေးပါငါရှိတယ်မကြောက်နဲ့ကြားလားဖြည်းဖြည်းညစ်နော်ဖြည်းဖြည်းညစ်ဖြည်းဖြည်းညစ်နော်အတက်ကမမှန်ရှူနော်အတက်ကမမှန်ရှူနော်ချစ်ပါရောက်ချစ်ပါရောက်ချစ်ပါမမေတော့ဘွေးရဘွေးရဘာဖြစ်လဲနော်你吃不了，但是老妈子，我那没毛吃不了，我也没把老妈嘿。没有，没有，哎呦，没有，找你妈做狗嘛，回来，没有。你妈骗人！没你妈，没人对了，对面人谁给你摸的了去嘛？没妈都有谁表了了？没得有了，没得有了，没得有。哎，我找你妈，没有。အခုချိန်မှာမြက်မြက်လေချစ်ခွဲရည်စားမဟုတ်တော့ဘူးနေ့မိမဖြစ်နေပြီဒီရည်သွေးလေးဝင်းပေးတယ်လက်တယ်别嘛不多啊，别啊！哎，我叫爱搞那么稳的讲，别，有谁表了？ဖြည်းဖြည်းညစ်ဖြည်းဖြည်း 老妹，你看到不弄那咋嘞？အဲ့မှာကြီးရတာငြိမ်သွားမှာပေါ့မဟုတ်မြင်မြဘလို့မွေးမှာလဲကိုရွှေသူ့ကိုကုပေးလိုက်ကျမကိုချစ်ဖွယ်သွားကုလိုက်အောင် 不能都讲没？有的话，ညစ် ကိုချစ်ဖွယ် ဟာမိမငါမွေးမပေးရသေးဘူးနော် ရှင်လုံးဆရာရှိရလောက်ပါကျမကရှင်ကိုကူညီဖို့လာတာဟမ်အော်ရှင်လုံးဆရာရှိရလောက်ပါဆို အော် မြမအားတက်ထားနော်အသက်ကိုပုံမှန်ရှူ ရှင်ဘာလုပ်နေရလဲအကူမွေးဖို့လာတာပါဆိုလို့လေ အေးပါကဲမြတ်ရေငါမိမကလည်းအားပေးနေပြီဆိုတော့နှုတ်ကရှက်မွေးပေးမယ်နော်ကဲထူးထောင်လားလာအပိတာညစ်တော့ဟာအပိတာညစ်တော့ဟုတ်ပြီလားညစ်လားမြတ်ညစ်တာနော်ဖြည်းဖြည်းညစ်တာဝေးတော့ညစ်တာညစ်တော့တော့ကမှညစ်တာဒီမဘောက်ကြီးဒီမလိုက်နေပြီဒီမဘောက်လို့ခလေးလိုက်ရတော့မင်းဘယ်လိုလဲကူညစ်ပဲညစ်တော့ရတော့ရခေါ်ရဆေးရပြီဟဲ့မွေးပြီဝေးမယ်သမီးလေးမွေးတာ ဒီဦးလေးအဲ့ဒါငါတော်လို့ရလား အားမရလေမားနေတယ်လေ ကြောက်သားတော်လို့ ဟေးကျွန်တော်တော့ကြည့်လို့ရလားကြည့်ချင်ပါရမြမနင်နမီရဲ့ချစ်စရာလေးသိလား ဟာကိုကြီးတန်ရှင်းလေးလုပ်ပေးပါ ဟုတ်တယ်ဒီမှာရဲချစ်ဖို့ကောင်းတာပဲသမီးလေး အော်ဘာလဲလမ်းနေရလဲ ကိုတချင်းလို့ဆို ဟာဟိုမှာအမရေတော့သိခိုင်းတာအော်အကြီးတဲ့နေရာတော်လာမန်းနေသေးတယ် မေကြည့်ပါဦးဗျာကျုပ်သားရဲ့ချစ် အေးပြန်လာပါကွာချစ်စရာလေးငါနဲ့တူတာပါတို့ရငါနဲ့တူလား မကြည့် ရမ်းလို့ပါလေရမ်းလို့ဖြည်းတော်မလဲ ကြီးတော့ကြီးอ่ะချော ကျုပ်ဘွယ်ငါတောင်းပန်ပါတယ်ကွာငါ့ကိုခွဲလို့ပါငါမှားသွားပါတယ်ကွာနော် ထားပါတကယ်ချင်းရာထားစမ်းပါမင်းကလေတောင်းပန်စရာမလိုပါဘူးကွာမင်းတို့ငါတို့ဆိုတာတရားရဲသားတွေပဲနော်ပြီးတော့ငယ်တငယ်ချင်းတွေမင်းငါပေါ်မှာအထင်မမှားဘူးဆိုရင်ပဲငါကျင်းနေပါပြီတကယ်ချင်းနော် အေးပါကွာငါကျေးဇူးအများကြီးတင်ပါတယ်ကွာမင်းပါ အေးပါ ဘာပဲပြောကျုပ်ယောက်ျားဒီရွာမှာအတော်ဆုံးမဟုတ်တယ်မလား ဟုတ်ပါတယ်ခင်ဗျာဟုတ်ပါတယ်လက်သက်ချစ်ဖွယ်လက်သက်ချစ်ဖွယ်အတော်ဆုံးပဲ
မှားနေပြီအုတ်ကြီးဒီကောင်မတော်ဘူးနော်ဒီကောင်ကသူများမိန်းမတွေရဲ့ကလေးကလိုက်မွေးပေးနေတာသူ့မှာကလေးမရှိသေးဘူးအဲ့တော့ချစ်ပွဲမင်းတော်ကြောင်တက်သေးပြတဲ့အနေနဲ့လှအောင်မယ်ကိုဗိုက်ကြီးအောင်လုပ်ပြဟဲ့အောင်ငါတို့ကမယူခြင်းသေးလို့မယူတာเนาะယူခြင်းလို့ကတော့အခုယူခုရတယ်ဗျာ တို့ပါလက်ပြ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 ဆရာမလေးပြန်လာပြီဆရာမလေးပြန်လာပြီဆရာမလေးဝမ်းသာလိုက်တာဆရာမလေးပြန်လာပြီနော်ပြန်လာပြီနော်အော်ဟုတ်ပါဘူးဟိုငါဝမ်းသာတော့ပါမိမရဲ့ဟိုဒါမဲ့ဆရာမလေးအရင်ရက်ဆက်တယ်ဗျာကျွန်တော်တို့မိန်းမတွေမွေးပြီးတဲ့အချိန်မှာပြန်လာရတယ်လို့ဗျာ ချစ်ဖွယ်နဲ့မွေးတာအဆင်မပြေလို့လား အော်အဆင်ပြေတယ်အဆင်ပြေစမလေးအဆင်ပြေရတဲ့တော့လွန်နေသေးတယ် ကျောင်းစပါဘလို့လဲ ။အော်ဘာဖြစ်ရမှာလဲဆရာမလေးရဲ့ချစ်ဖွယ်ကြီးကမွေးတာတော်ပါတယ်ဗျာ။ကျုပ်တို့အမြင်ပြုံးစီနေကြည့်တော့မခံနိုင်တာဗျာ ဟုတ်တယ်ဗျာကျုပ်တို့မိန်းမတွေကိုသူ့လက်ထွက်ဆိုပြီးကြည့်နေတဲ့အကြည့်ဟာကလိနဲ့အတော်ခါခတ်တယ်ဗျာ အစိုးဆုံးပါလေဖြစ်စဉ်ကိုကြည်မွေးတာအစိုးဆုံးပဲဗျာ ဆရာလေးဟမ်အုံးကိုရခလေးမဟုတ်ဘူးဆရာလေးကိုပြစ်ခံလာခေါ်တော့ဆရာလေးရဲ့ ဟေးလေကျွဲမတော့မဟုတ်ပါဘူးเนาะ ဟာကျွန်တော်မွေးသွားပြီဆရာလေးရဲ့အခုကလူမွေးမှာဆရာလေးရဲ့ မိမငါဘာလုပ်ရမလဲ မစင်စားနဲ့လှုပ်လိုက်ယောက်ျား လာပါပြီလက်တဲ့ရှက်တယ်လို့မပြောပါနဲ့ကွယ်ရက်ကလည်းကကလေးတွေမွေးပေးနေလာပါပြီလက်တဲ့ရှက်တယ်လို့မပြောပါနဲ့ကွယ်ရက်ကလည်းကကလေးတွေမွေးပေး